ဟုတ်တော့စိတ်ထဲမှာလေးလံနေမိတာအမှန်ပဲဝန်ချိုးငါနေဘယ်တော့မှပြန်ဆက်မယ်ဆိုတာကတိစာချုပ်ရေးပေးလေရတယ်လေလို့သူမကခေါင်းညိတ်တယ်ဒါပေမဲ့ကျွန်တော်ကိုရေးပေးတဲ့စာချုပ်ကိုကြည့်ပြီးမျက်မှောင်ကျုပ်သွားတယ်ဒါကကတိစာချုပ်လားနတ်ဖျားစီကဆူတောင်းစာလားနင်ကဘာအချက်တွေရေးထားတာလဲမကြိုက်ရင်လည်းနေပေါ့သဘောတူတယ်လို့ပြောကကျွန်တော်လက်မှတ်လေးထိုးပေးလိုက်တယ်သူမကအလောတကြီးစာရွက်လေးကိုတိတိကျကျခောက်ကသူမရဲ့ခဲတဲ့အိတ်ထဲကိုမျက်မျက်နှုံနှုံထည့်လိုက်တယ်ငါနင့်ကိုတောင်းဆိုထားတဲ့အချက်၃ချက်ထဲကတစ်ခုကိုအခုသုံးမယ်နော်ပြောလေငါတော့ကြောက်နေပြီသူဘာတွေလျှောက်တောင်းဆိုမလဲမသိဘူးနေရန်ချင်းဒါမှမဟုတ်ဟန်ချောင်းကတက္ကသိုလ်တစ်ခုခုကိုရအောင်တက်ရမယ်ကြိုက်တဲ့မျိုးကိုရွေးတစ်ခုခုတော့ရအောင်ဝင်ရမယ်ဟာအဝေးကြီးပဲကိုအေးလေငါစူးစမ်းပြီးဟန်ချောင်းကအကြောင်းကိုရအောင်ဝင်ပေးပါမယ်လို့ကျွန်တော်ကတိပေးလိုက်တယ်ကျွန်တော်စာအိတ်ထဲကပတ်စံတွေကိုပြန်ကြည့်မိတယ်တရွန်တန်စက်ကူလေးတွေထိပါနေတာကိုတွေ့တော့စိတ်ထဲမှာတစ်မျိုးဖြစ်သွားတယ်နေဦးဝန်ချိုးနေနေမှာရှိတဲ့ပတ်စံတွေအကုန်လုံးငါ့ကိုပေးလိုက်တာလားမဟုတ်ရင်ဘယ်လိုဖြစ်ပြီး26,240ဆိုတဲ့အတိအကျခဏန်းကြီးထွက်လာမှလဲနင်ကငါ့ကိုငတ်တိမလားလို့စိုးရိမ်နေတာလားသူမကအေးစစ်စစ်ပဲပြန်မေးတယ်ရေခဲတက်တာထဲမှာဟင်းတွေအများကြီးရှိသေးတယ်ငါတွက်ချက်ပြီးအဖေနဲ့အမေလက်ခမပုတ်ခင်ထိစားလို့လောက်တယ်ဝန်ချိုးကတကယ်ကိုအုံကောင်းတဲ့သူပါသူမမိဘတွေကချမ်းသာပေမဲ့သူမကပတ်စံမဖြုံးတတ်တော့လက်ထဲမှာဒါကသူမစုထားသမျှအကုန်လုံးဖြစ်နေမှသိချတယ်ကျွန်တော်ရဲ့တငယ်ချင်းတထေးသားကျွမ်းကျန်ကကျွန်တော်ကို1000ပဲချီးတာကသူအဲ့ဒီလောက်ပဲချီးချင်လို့ဝန်ချိုးက2000ကျော်ပေးတာကတော့သူမမှာအဲ့ဒီလောက်ပဲရှိလို့ဒီအတွေ့ကကျွန်တော်ရင်ကိုတော်တော်လေးလေးလံစေတယ်အမေဆိုင်မှာကွန်ပျူတာပြဿနာလေးတွေတွားရှင်းပေးပြီးအပြန်ဘတ်စကားမတိုင်တာရောက်တော့ဆူဆူဝါဝါအတန်တချို့ကိုကြားလိုက်ရတယ်မျက်နှာသာပေးတဲ့အနေနဲ့ထမင်းတူတူစားရအောင်ပါဆိုမစားချင်ဘူးလို့ပြောနေတယ်လေရှင်တကယ်ကိုစိတ်ပြတ်ဖို့ကောင်းတာပဲဖဲမဖဲရင်ရဲခေါ်လိုက်မယ်ဟဲမင်းဖုန်းမထုတ်ခင်ငါတို့အကောင့်တိုင်းတငယ်ချင်းလုပ်လို့ရသေးတယ်နော်ဖုန်းထုတ်ပြီးရင်တော့ဘာဖြစ်မလဲမသိဘူးနော်2008ခုနှစ်ရဲ့နယ်မျိုးလေးတွေမှာလုံခြုံရေးကအခုခေတ်လိုမကောင်းသေးဘူးဆိုတာကျွန်တော်သတိရသွားတယ်လူမှုရေးစိတ်ဓာတ်နဲ့ဆက်စုချင်းစိတ်ကြောင့်ကျွန်တော်အနာကိုတိုးသွားကြည့်လိုက်တော့ဟင်းကုရီပါလားသူမကကြောက်နေပေမဲ့ရဲရင်ချင်းဟန်ဆောင်နေတာကျွန်တော်မြင်နေရတယ်ငါတငယ်ချင်းတွေလာတော့မှသူတို့ငါဒီမှာရှိတာသိတယ်လို့သူမကညာပြောနေရှာတယ်ဟိုလူမိုက်ကတော့မစုံမနစ်ပါပဲအဲ့ဒါဆိုလဲမိုးကတဲနေတာငါမှထိမပါဘူးမင်းကငါ့ကိုထမင်းစားမဲ့နေရာအထိလိုက်ပို့ပေးလေတဲ့ကုရီကသူမထီကိုပေးဖို့ကြိုးစားပေမဲ့သူကလက်မခံဘူးကျမမှလည်းထိမရှိတော့ဘူးအခုရှင်ကျမကိုလှုပ်ပေးလို့ရပြီလားကုရီရဲ့အတန်ကတုံနေပြီကျွန်တော်စိတ်တူသွားတယ်တကယ်ဆိုရင်အရင်ဒီပတ်စံတွေရထားလို့ပျော်ပျော်ကြီးအိမ်ပြန်ရမယ့်အချိန်မှာဒီလိုလူမိုက်လေးနဲ့လာတိုးနေရတာတကယ်ကိုစိတ်ပြက်စရာပဲကျွန်တော်သူမတို့စီကိုရှောက်သွားပြီးခက်ပြက်ပြက်ပဲပြောလိုက်တယ်အခုကစားပြီးမင်းတခုံးမှထပ်မပြောနဲ့တော့မဟုတ်ရင်တနေ့ကျရင်မင်းနဲ့လုံးဝမပတ်သက်တဲ့သူတယောက်ကမင်းစီရောက်လာပြီးမင်းရဲ့ခြေထောက်ကိုရိုက်ကျိုးအောင်လှုပ်သွားလိမ့်မယ်ကျွန်တော်ရဲ့ကြောက်စရာကောင်းတဲ့လေတံကြောင့်ဟိုလူမိုက်ကောကုရီပါကြောင်သွားကြတယ်ကျွန်တော်ကတော့စိတ်ထဲကနေချိန်ဆနေမိတာပေါ့ငါကစံပြကြောင်းသားလေးပါဆိုမှဒီလိုလူမိုက်လေးတွေနဲ့လာပတ်သက်နေရတယ်လို့ပြလူခေါ်ချင်းရင်ခေါ်လေမင်းသူ့ကိုမေးကြီးငါ့ကိုတိလားလို့ငါနာမည်ကချမ်းပိုင်းတဲ့ဒီနှစ်တွေမှာကျွန်တော်ကစမလုပ်ပဲအင်တာနက်ဆိုင်တွေမှာပဲအချိန်ဖြုံးခဲ့တာဆိုတော့ဒီတဝိုက်ကလူမိုက်တိုင်းဝိုင်းကလူကောင်းကြီးတွေကိုအကုန်သိတာပေါ့အရင်ဘဝတုန်းကတော့ဒါတွေကိုဂုဏ်ယူစရာအဆက်အသွယ်တွေလို့ထင်ခဲ့ပေမဲ့အမေနေမကောင်းဖြစ်တဲ့အချိန်မှာတော့တယောက်မှအသုံးမချခဲ့ပါဘူးအခုတော့အဲ့ဒီလူတွေရဲ့နာမည်ကိုတုံးပြီးဒီလူမိုက်လေးကိုခြောက်လိုက်တာပေါ့ကုရီကတော့မျက်လုံးလေးကလည်းနဲ့ကျွန်တော်ကိုတလဲဖုန်းဆက်နေတဲ့လူမိုက်ကိုတလဲကြည့်နေတာသူမအတွက်တော့ဒါတွေကရုပ်ရှင်ကြည့်နေရတယ်လို့အစ်စ်ဆန်းတွေဖြစ်နေမှာပါဟိုလူမိုက်ကတော့ဖုန်းဆက်ပြီးလေးအတန်ကသေးသွားလေးပဲနောက်ဆုံးဖုန်းချလိုက်တော့မျက်နှာကဖြူရောသွားပြီးကျွန်တော်စီလျှောက်လာတယ်ပိုင်ကိုအကိုပိုင်ကျွန်တော်မသိလို့ပါဗျာခွင့်လို့ပါဆိုပြီးသူလည်းအမြန်ပြေးထွက်သွားတော့တယ်တကယ်ပဲကျေးဇူးတင်ပါတယ်နော်ကုရီကလိုက်လဲပြောရှာလဲရပါတယ်ဒါနဲ့ဒီထီကဘာတစ်စိတ်လဲကြည့်ရတာတော်တော်ဈေးကြီးမဲ့ပုံပဲမကြည့်ပါဘူးပုံမှန်ပါပဲငါ့ကိုအားနာမနေပါနဲ့ငါကလူမဟုတ်ပါဘူးဘာဘယ်ရီတစ်စိတ်ဆိုတာသိပါတယ်ဘယ်လောက်လဲမမှတ်မိတော့ဘူး9000ယွန်းကြုံမဲ့ထင်တာပဲကျွန်တော်ရင်ထဲမှာဟာခနဲ့ဖြစ်သွားတယ်မမေးမိရင်ကောင်းသားလို့တောင်တွေးလိုက်မိတယ်ထီကအကိုင်းလေးကျိုးသွားတာပဲရှိတာပြန်ပြင်ရင်သုံးလို့ရအောင်ပါရပါတယ်အိမ်မှာအများကြီးရှိပါသေးတယ်ကျွန်တော်အိမ်ပြန်ဖို့ပြင်လိုက်တော့ကုရီကဘတ်စကားမတ်တိုင်အောက်မှာမိုးခုန်နေရင်ကျွန်တော်နောက်ကိုအပြေးလိုက်လာပြီးထီထဲကိုအတင်းတိုးဝင်လာတယ်နင်းထွက်သွားရင်ငါဘယ်လိုလုပ်မလဲနင်းပါဖြစ်ငါနဲ့ဘာဆိုင်လို့လဲလို့ကျွန်တော်ကခက်ပြက်ပြောလိုက်ပေမဲ့ရင်ထဲမှာတော့တမျိုးကြီးပဲကျွန်တော်ကုရီကိုဒီလိုအေးဆက်ဆက်လေးတန်းနဲ့မပြောချင်ပါဘူးဒါပေမဲ့သူမကလူစိမ့်နဲ့ချက်ချင်းခင်တက်တဲ့သူဆိုတော့အခုကလေးကခက်တန်းတန်းမနေရင်အရင်ဘဝအလိုပဲတငယ်ချင်းတွေထပ်ဖြစ်ကြအောင်မှာသူမကိုသူမရဲ့တတိသမီးဘဝမှာပဲပျော်ရွှင်ဖြတ်တန်းစေချင်တယ်လေတောင်းပန်ပါတယ်ငါ့ကိုအိမ်ထိလိုက်ပို့ပေးပါဦးနော်ဒီမှတ်တိုင်ကမိုးမလုံဘူးငါတကူလုံးလဲစူကုန်တော့မယ်ဒီမှာဘတ်စကားစီရတဲ့အရာတာကိုစမ်းကြည့်ချင်လို့လာတာအခုတော့ဟိုလူနဲ့တိုးတော့တာပဲလို့သူမကချွဲပြီးပြောနေပြန်ရောနင်ကဘာလို့ဒီလောက်ရင်းနှီးပြနေတာလဲငါကနင့်ကိုမမေးဘူးနော်ပြီးတော့နင်မှတ်တိုင်မှာနေတာအရင်ဘဝတုန်းကလည်းသူမကအိမ်ရှိရောက်တာတော့လမ်းပြောက်တတ်တဲ့လူထူးဆန်းလေးလေလမ်းပြောက်တာလည်းအတိုင်းတာရှိဦးမှာပေါ့ချမ်းပိုင်နင်ကတကယ်ပဲအမြင်ကပ်ဖို့ကောင်းတာပဲခုနကတင်ငါ့ကိုကဲထားပြီးအခုကျတော့မျက်နှာကချက်ချင်းပြောင်းသွားတာပဲတကိစ္စစီလေနင့်မှာကားနဲ့ driver ပါတယ်ဆိုဘယ်ရောက်နေလဲသူ့ကိုလာကြိုခိုင်းလိုက်လေဦးလေးကလမ်းမှာလူတယောက်နဲ့တိုက်မိလို့ရဲစခန်းမှာဖြစ်ရှင်းနေရတယ်လေအဖွားကြီးတယောက်ကမဖယ်ပေးလို့တဲ့ဒါဆိုအဲ့ဒီ driver တော့ဒီနေ့နောက်ဆုံးအလုပ်လုပ်ရတဲ့နေ့ဖြစ်တော့မှာပဲလို့ကျွန်တော်ကခံမှန်းလိုက်တယ်ဘာလို့လဲငါကအဖေနဲ့အမေကိုပြန်မပြောပါဘူးဘာဖြစ်လို့လဲလူတိုင်းမှာအမရှိနိုင်တာပဲလေပြီးတော့သူ့သမီးကနေမကောင်းလို့စိတ်ကူးဖို့ပတ်စံအများကြီးလိုနေတာသူဒီအလုပ်ကိုအရန်လိုအပ်နေတာလေကျွန်တော်ခဏတော့ဆုံးသွားတယ်ဟုတ်တာပေါ့ကုရီဆိုတာဒီလိုမင်းကလေးမျိုးပဲသူမက driver လိုအပ်နေတာတိလို့သူမအိမ်မှာခေါ်ခန့်ခဲ့တာဖြစ်မှာပါစိတ်ကူးဖို့ပတ်စံလိုနေတယ်ဆိုရင်တော့သူမကပဲစိုက်ထုတ်ပေးခြင်းပေးနေမဲ့သူမျိုးသူမရဲ့မိဘတွေကသူမကိုအရန်ကာကွယ်ထားလို့သူမဟာဒီလောကကြီးကိုအကောင်းမြင်စိတ်အပြည့်နဲ့ရင်ဆိုင်နေခဲ့တာပဲဒီလိုဖြူစင်တဲ့မိန်းကလေးကိုအရင်ဘဝကလို့ကျွန်တော်ကြောင့်နဲ့ဒုက္ခမရောက်စေချင်တော့ဘူးဗျာကုရီဆိုတာဘသူရဲ့အယောင်ဆိုးခြင်းကိုမှမခံရသေးတဲ့စာရွက်ဖြူလေးတစ်ရွက်လိုစင်ကြယ်လုံးတဲ့မိန်းကလေးပါမိုးကပိုသေးလာပြီးမကြာခဏဆိုသလိုမိုးချင်းတန်တွေပါကြားနေရတယ်
အဲ့ဒီချိန်မှာကုရီကဘေးကနေတွတ်စကားပြောရင်းလမ်းဘေးကကြောက်တုံးမြင့်မြင့်လေးတွေပေါ်တက်နေရှောင်နေတယ်။သူမကကျွန်တော်ထက်ပူတာကြောင့်အဲ့ဒီလိုရှောင်းမှထီကိုကန်ရတာသူမအတွက်တက်တာလားကိုကျွန်တော်ကသူမကိုလစ်လူရှူထားလေသူမကပိုးပြီးစကားတွေပြောလေပဲ။နင်းသိလား။ကိုဒရိုင်ဘာဦးလေးကြီးရဲ့သမီးလေးကအရန်ချစ်ဖို့ကောင်းတာကဲ။တော်နောက်ခါကျရင်တတိထားဦး။ဒီမျိုးကနေနေခဲ့တဲ့မျိုးကြီးတွေနဲ့မတူဘူး။အခုချိန်မှာလုံခြုံရေးကတိတ်မကောင်းသေးဘူးပတ်ဝန်းကျင်ကလည်းရှုပ်ထွေးတယ်လို့ကျွန်တော်ကသတိပေးလိုက်တယ်။ငါကတော့ဒီမျိုးလေးကကောင်းတယ်လို့ထင်တာပဲ။နေရတာအေးဆေးဆေးရှိတယ်။တောင်ပေါ်ကနေနေဝင်လာကြည့်ရင်လည်းအရန်လာတယ်ညဘက်ဆိုကျယ်ရီတောင်မြင်ရသေးတယ်တဲ့ခုနက်တင်လူမိုက်တွေနဲ့တိုးထားတာတော့ဒီမျိုးလေးကိုကောင်းတယ်လို့ပြောနိုင်သေးတယ်သူမရဲ့အုံနောက်တိဆောက်ပုံကတကယ်ကိုထူးခြားလို့ ਨੇ ပုံမှန်ဆိုရင်ကြောက်လက်တကြားနဲ့ဒီမျိုးကနေအမြန်ဆုံးထွက်ပြေးချင်နေရမှာမဟုတ်လားနင်းနဲ့တွေ့လိုက်ရလို့လေအစိုးရကအကောင်းပေါ့လူဆိုးနဲ့တိုးခဲ့ပေမဲ့နင်ကကယ်ပေးခဲ့တယ်လေအဲ့ဒါကြောင့်ဒီမျိုးလေးပေါ်ထားတဲ့ငါအမြင်ကမပြောင်းလဲသွားပါဘူးပြီးတော့ငါကရွက်ဖက်မှုဖီရဘတ်စားရတာအရန်ကြိုက်တယ်မနေ့ကတော့အများကြီးဝယ်စားသေးတယ်လို့သူမကပြုံးပြုံးလေးပြောနေပြန်ရောကျွန်တော်တက်ပြင်းချမိတယ်သူမကစပိန်စီတင်ရင်လဲကျသွားရင်တော့လဲမလဲပြီပဲညခင်းပေါ်မှာလှဲပြီးကောင်းကင်ကြည့်လိုက်အောင်မယ်ဆိုပြီးအေးအေးဆေးဆေးနေတတ်တဲ့အမျိုးသမီးမျိုးပါအရင်ဘဝတုန်းကလည်းသူမရဲ့ဒီလိုစိတ်တက်မျိုးကြောင့်ပဲကျွန်တော်ကိုအဆုံးမစီရင်ဖြစ်ခဲ့တာဒါပေမဲ့အခုတော့သူမနဲ့ထပ်ပြီးပတ်သက်မှုတွေမရှိချင်တော့ဘူးကဲပြီးရင်အမြန်ထွက်သွားဖို့ကြံပေမဲ့သူမကထီးတဲ့ကိုအတင်းတိုးဝင်လာတာကအရင်ဘဝတုန်းကကျွန်တော်စိတ်တက်ကြနေချိန်မှာဘာမှမပြောဘဲရန်ချင်းကိုချက်ချင်းပြန်တက်လာပြီးပြုစုပေးခဲ့တာနဲ့အတူတူပါပဲသူမကဘယ်တော့မှကြိုးကြောင်ပြချက်တွေကိုဂရုမစိုက်ခဲ့ဘူးနင်းထပ်ပြီးစကားများနေအောင်မယ်ဆိုရင်ခုနကနေရာကိုငါပြန်ပို့လိုက်မှာတော့လို့ကျွန်တော်ကအေးဆက်ဆက်နဲ့ချင်းချောက်လိုက်တယ်အဲ့ဒီတော့မှသူမလည်းပါဆက်ပိတ်သွားပြီးကျွန်တော်ကိုမရေတရဲလန့်ကြည့်လိုက်စကားပြောဖို့ဟန်ပြင်လိုက်နဲ့အိတ်ရှိတီရောက်လာခဲ့တယ်တိုက်ခန်းဝင်ပေါက်ရှိရောက်တော့မှသူမကတက်ပြင်းချပြီးလွတ်လပ်သွားတဲ့ပုံစံမျိုးနဲ့စကားပြောတော့တာပဲချမ်းပိုင်းမိုးကတကယ်ကိုတဲတာပဲနော်မိုးရေဆက်တွေကြားမှာကျွန်တော်တို့နှစ်ယောက်ခဏလောက်စိုက်ကြည့်နေမိကြတယ်ပြင်ပန်းသွားပြီကျေးဇူးပဲနော်ဒါနဲ့ငါ့ကိုနေ့ရက်ကျူကျူပေးဦးလေနင့်ကိုအိမ်လိုက်ပို့တာတော့ငါကျူကျူကိုလိုချင်သေးတယ်ပေါ့နင်ကတော့အခွင့်အရေးကိုတကယ်ယူတာပဲငါကျူကျူကလူတိုင်းတောင်းနေကြတာနော်အခုနင်ကအရင်ဆုံးငင်းခံရတဲ့သူဖြစ်တော့မယ်အဲ့ဒါဆိုငါနင့်ကိုခဲပေးလိုက်ရင်ငါကဘာတုံးရမှာလဲဟမ်ငါဖုန်းကပြက်နေတယ်ဖုန်းပေကလည်းကုန်နေပြီအိမ်ကလည်းတရားအောင်ပါကဲသွားပြီနော်ကျွန်တော်မျက်နှာပြောင်တိုက်ပြီးနှုတ်ဆက်လိုက်တော့သူမကကြောင်ကြည့်နေရှာတယ်အင်းကောင်းပါပြီဒါဆိုလည်းပြန်တော့နော်လမ်းမှာတတိထားဦးသူမရဲ့အတန်လေးကနှွေးထွေးနေတော့မှာပဲကျွန်တော်ကတော့သူမနဲ့ဝေးရကိုအမြန်ဆုံးရှောက်လာခဲ့မိတယ်အတိတ်ကအကျွေးတွေကိုဒီတဘောမှာတော့အဆုံးသက်ချင်ပြီးမှုပါအတန်းကောင်းဆောင်ကြီးဘာလို့ကြောင်းလာသေးရလဲနောက်ကြတော့မယ်နော်လို့ကျွန်တော်စာပို့လိုက်တော့ဝမ်ချိုးစီကချက်ချင်းစာပြန်လာတယ်ငါအခုမှလို့လားနင်းเจ้าကိုပဲတန်းသွားလိုက်တော့ငါဖျားနေလို့ဆရာမစီခွင့်တောင်းလိုက်အောင်မယ်သူမမနေ့ကလည်းမိုးမဆူခဲ့ပါဘူးဘာလို့ရုတ်တရက်ကြီးဖျားသွားတာလဲငါနင်းစီအရင်လာခဲ့မယ်ငါကတော့ကြောင်းပြင်းနေကြဆိုတော့ကိစ္စမရှိဘူးလို့ပြန်ပို့လိုက်ပြီမဲ့သူမကကျေးဇူးပဲချမ်းပိုင်းနဲ့အကြောင်းရောက်တော့အင်္ဂလိပ်စာဆရာမကကျွန်တော်ကိုမတ်တက်ရက်ခိုင်းတယ်ချမ်းပိုင်းမတ်တက်ရက်ပါဦးလို့ခေါ်တဲ့အချိန်မှာအတန်းတွေကကောင်တွေကဟဲအင်္ဂလိပ်စာအမှတ်ပြရထားတဲ့ချမ်းပိုင်းကြီးတော့အဆုခံရတော့မယ်ဆိုပြီးဝမ်းသာအားရကြည့်နေကြတာမနေ့ကအိမ်စာဘာလို့မလုပ်တာလဲအဲ့ဒီအိမ်စာတွေကကျွန်တော်အတွက်အရန်လွယ်လုံးနေလို့ပါကျွန်တော်အမှတ်ကိုဒီထက်ပိုတက်အောင်မလုပ်ပေးနိုင်ဘူးလေအဲ့ဒါကြောင့်ကျွန်တော်ကိုမှတ်တဲရထားတဲ့တင်ချကိုပဲအချိန်ပေးပြီးလုပ်နေတာပါဆရာမလို့ကျွန်တော်ကမျက်နှာတင်နဲ့တန်ဖြေလိုက်တယ်အဲ့ဒါကိုအင်္ဂလိပ်လိုဆိုရင်အရန်ကိုထောင်းရတာလို့ခေါ်တယ်ကေကေထားလိုက်ပါတော့နေအင်္ဂလိပ်စာတကယ်တက်နေမှာတော့မလုပ်လဲနေတော့ဆရာမကလွတ်ပေးလိုက်တော့အတန်းတွေကကောင်တွေအကုန်ပါဆက်အဟောင်းသားဖြစ်ကုန်တာပေါ့တင်ချအချိန်ရောက်တော့ကျွန်တော်ခုံအောက်မှာဖုန်းကိုကြည့်မိတယ်တက်တာရဲ့လားလိုဝန်ချိုးကိုမေးတော့သူမကလည်းတက်တာပါပြီနင့်ကိုအင်္ဂလိပ်စာဆရာမကအိမ်စာတွေကင်းလို့ခွင့်ပေးလိုက်တာတိလိုက်ရလို့ငါတော့အံ့ဩသွားတယ်နင်ကောနင်ကအိမ်စာရှိရင်အဖြေပါကြည့်ပြီးမကူးတဲ့ကလေးလေးမလေးမဟုတ်ဘူးလားလို့ကျွန်တော်ကနောက်တော့ဘယ်သူကပြောလဲငါကလေးမလေးဆိုတာဒါမဟုတ်ဘူးနော်အခုစာတင်နေချိန်မှာဖုန်းကြည့်နေတာကလည်းနင်းပြင်းနေမှာစိုးလို့ပါလို့သူမကပြန်ပို့တယ်ကျေးဇူးပဲနော်နင်းရုပ်တရက်ကြီးတိတ်တူကျေးဇူးတင်လိုက်တော့ငါတော့မနေတတ်တော့ဘူးတဲ့ချမ်းပိုင်းခေါင်းပုံပြီးဘာလို့နေတာလဲတင်ချဆရာကလမ်းអော်တယ်ဆရာကျွန်တော်ပိုင်းတာလို့ပါသူကကျွန်တော်ကိုတ िश ူရှာပေးနေတာလို့ဘေးကလီချီဖုန်းကနေပေးလိုက်လို့တော်သေးတာပေါ့မနေ့ပိုင်းတစ်ပိုင်းလုံးကတော့ကျွန်တော်အတွက်တကယ်ကိုပြင်ပန်းပါတယ်မိုးလွဲပိုင်းမှာတော့အားကစားချိန်ဒီနေ့ကဘေးတန်းနဲ့ပေါင်းပြီးအားကစားလုပ်ရတာဟေ့အောင်ကြည်စမ်းပုံမှာကြက်တောင်ရိုက်နေတဲ့ကောင်မလေးတွေကိုကြည့်ရတာဘတ်စကတ်ဘောကစားတာထက်ပိုရင်ခုံမှုကောင်းတယ်လို့ကျွမ်းကျင်ကပြောတယ်သူကဘဲကနေဝဲလာမှန်းမသိတဲ့ခင်ထားတဲ့ဝက်ဦးချောင်းတွေကိုတယောက်သုံးချောင်းစီဝေးပေးတယ်ကျွန်တော်ကတော့ဝန်ချူးနဲ့စာပို့နေတော့မယ်နင်းအခုဘာလုပ်နေလဲလို့ကျွန်တော်မေးလိုက်မိတာကနည်းနည်းတော့လွန်သွားသလိုပဲသူမကနေကငါအလုပ်တွေကိုအစီရင်ခံစာတောင်းနေလိုမျိုးမေးတာပဲအမြင်ကပ်ဖို့ကောင်းလိုက်တာလို့ပြန်ပို့ပေမဲ့ငါအခုမင်းသားငယ်ဒေါ်ဒေါ် Prince ဝတ္ထုကိုဖတ်နေတာနေငယ်ငယ်ကငါ့ကိုအတင်းဖတ်ခိုင်းပြီးအဲ့ရဝင်ပုံပြင်ပြောခိုင်းခဲ့တဲ့စာအုပ်တွေတဲ့အဲ့ဒါငါရဲ့အမဲဆက်ဖြစ်နေတဲ့အတိတ်တွေကိုလာမပြောနဲ့လေအဲ့ဒီစာအုပ်ကိုငါတို့အချိန်ပေါင်းနဲ့ဖတ်ပူးပြီးသားကိုနင်ကဘာလို့ဖတ်နေတာလဲအင်္ဂလိပ်လိုဖတ်နေတာလေအင်္ဂလိပ်စာပြန်ရွေးတဲ့သဘောပေါ့နင်ကတကယ်လူသားမဟုတ်ရဲ့လားဝန်ချူးရဲ့လို့ကျွန်တော်စိတ်ထဲကညီးတွားမိတယ်အဲ့ဒီအချိန်မှာကျွန်တော်ကျွမ်းကျင်ရဲ့ဖုန်းကိုခဏငါပြီးကျွန်တော်ပုံကိုတက်ပုံရိုက်ခိုင်းလိုက်တယ်နောက်ကြရင်ငါကလုပ်ငန်းရှင်ကြီးဖြစ်လာမှာဆိုတော့ငါရဲ့ပရိသတ်တွေအတွက်ဒီပုံတွေကိုတင်ထားပြရမယ်လို့နောက်လိုက်တော့ဝန်ချူးကနင်ကတော့ဝက်ကြီးလိုပဲလို့ပြန်ပို့ပြီးစာမပြန်တော့ဘူးအိတ်လိုသွားတာဖြစ်မှာပါကွင်းထဲမှာတော့စက်တောင်ရဲ့ကွဲကအချိန်တက်နေပြီးကူရီကသူမတို့တန်းအတွက်အမတ်တွေတရက်ဆက်ယူပေးနေတာနောက်ဆုံးတော့သူမတို့တန်းကနိုင်သွားတယ်ကူရီကသူမကိုဝိုင်းနေတဲ့တငယ်ချင်းတွေကြားကနေကျွန်တော်ကိုမြင်သွားပြီးလက်လန်းပြနှုတ်ဆက်တယ်ကျွန်တော်ကတော့ဘာမှမမြင်သလိုမျိုးမျက်နှာလွှဲပြီးမြေကြီးပေါ်ကပရိစိတ်တွေတွားနေတာကိုပဲထိုင်ကြည့်နေလိုက်တယ်ဟေ့အောင်ကြီးကြည်စမ်းကူရီကငါ့ကိုနှုတ်ဆက်နေတာကွာလို့ကျွမ်းကျင်ကအော်တယ်မဟုတ်ဘူးငါ့ကိုနှုတ်ဆက်တာလို့လီချီဖုန်းကညင်းတယ်သူတို့တွေကူရီစီကိုတွားမိကြတော့သူမကဘသူ့ကိုရှာနေတာလဲဆိုတဲ့မိကုန်းကိုချမ်းပိုင်ကိုရှာနေတာခုနကသူဒီနားမှာရှိနေတာမဟုတ်လားလို့ဖြေလိုက်တယ်သူကနေ့တကယ်ချင်းလားမဟုတ်ပါဘူးငါကသူ့ကိုတကယ်ချင်းလို့ပြောတာကိုသူကလက်မခံဘူးလေအဲ့ဒီစကားကိုကြားပြီးပြန်လာတဲ့ကျွန်တော်တကယ်ချင်းတွေကတော့ဒေါသတွေထွက်နေကြတာပေါ့ဟေ့အောင်ချမ်းပိုင်မင်းကတော့တကယ်ကိုကောက်ချစ်တာပဲငါတို့ကိုလှောင်ဖို့အတွက်မင်းကတိတိကြီးနဲ့ဟန်ဆောင်နေတာလား
မင်းကိုတစ်တင်မှာကျိုးနဲ့ချီပြီးရိုက်ရမယ်တဲ့ကျွန်တော်သူတို့နဲ့ဝေးရကိုပြေးလာခဲ့တယ်အခုကျွန်တော်ရောက်နေတာကအမှတ်200နဲ့တိုက်ခန်းဝမ်ချိုးရဲ့အိမ်ရှိပေါ်ဒီအိမ်ကိုမရောက်ဖြစ်တာနှစ်ပေါင်းများစွာရှိနေပြီးအခုသူမဖျားနေတယ်ဆိုတော့ကျွန်တော်ဝင်သွားကြည့်တယ်မဟုတ်လားညဘက်မှာကျွန်တော်ဝမ်ချိုးရဲ့အိမ်တကားကိုတွားခောက်လိုက်တယ်သူမကတကားဖွင့်ပေးပေမဲ့အိမ်ထဲဝင်ဖို့မခေါ်ပဲကျွန်တော်ကိုစိုက်ကြည့်နေတယ်ချမ်ပိုင်ကိုဒီလောက်နီးကပ်မကြည့်ဖြစ်တာကြာပြီပဲသူတော်တော်ပြောင်းလဲသွားတာပဲလို့သူမတွေးနေမှာပါအရင်ကလူညံ့တဲ့ပုံစံကနေအခုတော့နည်းနည်းချစ်ကန်နိုင်ပြီးယောက်ျားဆန်လာတယ်ဝမ်ချိုးရဲ့ရေကုန်တန်တွေညံလာတာကိုသူမကိုယ်တိုင်တော့သတိထားမိမယ်မထင်ဘူးကြည့်လို့ပါပြီလားငါကတော့တယောက်တည်းအိမ်မှာနေရင်တကားလာခောက်တဲ့သူကဘယ်သူလဲဆိုတာတေချာကြည့်နေတာလေဖျားနေတော့မျက်စိကလည်းဝေဝါးနေတာကိုလို့သူမကဆင်ခြေပေးရှာတယ်ကဲကျောင်းကိုပြန်ပြီးညစာကြည့်ချိန်သွားတဲ့တော့ခွင့်တောင်းထားပြီးနေတကားမခွင့်ပေးရင်ငါဒီညဒီတကားရှိမှာပဲအိတ်လိုက်မှာတော့လို့ကျွန်တော်ကလူလေချလိုက်တော့မှသူမလည်းတပြင်းချပြီးလမ်းဖယ်ပြီးတော့တယ်ဖက်နဲ့လည်းမနေနဲ့တော့နေစီးနေကြဖက်နဲ့ကအခုဆိုနေနေတော့မှမဟုတ်တော့ဘူးဝမ်ချိုးကဖျားနေလို့ချမ်းတုံနေရှာတယ်ဘာလို့လာတာလဲလို့သူမကအားမရှိတဲ့အတန်းနဲ့မေးတယ်နင်းအတွက်กินထားတဲ့ဝက်ဦးချောင်းဝယ်လာတာလေဟိုကောင်လေးစားနေတာကြည့်ပြီးနေသွားရကြနေမှာဆိုလို့စားကြည့်ဦးကောင်းလားလို့ရပါတယ်စားလို့ကောင်းပါတယ်လို့သူမကဆိုပေမဲ့ပါဇက်ထဲမှာခါးနေမှာကျွန်တော်သိတာပေါ့သူမစားနေတော့အိမ်ထဲကိုကျွန်တော်ဝေးကြည့်မိတယ်ငငယ်ကမိမိအိမ်လိုကြွက်ကြည့်ခဲ့ပေမဲ့အခုတော့အရာအလုံးကသူစိမ့်ဆန်နေပြီးတို့နှစ်ယောက်အတူတူပုံဆွဲခဲ့တဲ့စပွဲလေးအတူတူအိတ်ခဲ့တဲ့ကော်စော်လေးအကုန်ရှိတော့ဘူးအရာအလုံးကပြောင်းလဲသွားပြီနော်လို့ကျွန်တော်ရေယူပြီးတော့သူမကဘာပြောလိုက်တာလဲဘာမှမဟုတ်ပါဘူးနင်းစေးတောက်ပြီးပြီလားလို့မေးရင်သူမရဲ့စပွဲပေါ်ကစေးပလင်းတွေကိုကြည့်လိုက်မိတယ်အရှိဆုံးမှာကအဖျားပြောက်စီဒါပေမဲ့နောက်ကစေးပလင်းတွေကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ရင်ထဲဟာခနဲ့ဖြစ်သွားတယ်စာထရလိုင်းနဲ့အပရိုစီတိုင်းဒါတွေကစိတ်ကြယောဂအတွက်တောက်ရတဲ့ဆေးတွေပဲဒီခေတ်မှာဒီယောဂကိုလူတွေကနားမလည်ကြသေးပဲစိတ်ဝေဒနာရှင်လို့ပဲသတ်မှတ်ပြီးအင်ချတတ်ကြတာဒါပေမဲ့အနာဂတ်ကပြန်လာတဲ့ကျွန်တော်အတွက်တော့ဒါတွေကအကျွမ်းတဝင်ရှိတဲ့ဆေးတွေပါ UND ပြောခဲ့တာတကယ်ပဲဝန်ချိုးမှာဒီယောဂရှိနေတာအထက်တန်းကလေးကပဲပြီးတော့သူမကဒါကိုလူတိုင်းစီကနေလှုပ်ဝက်ထားခဲ့တယ်ဒီယောဂကြောင့်ပဲနောက်ပိုင်းမှာသူမအသက်ဆုံးရှုံးခဲ့ရတာလေအဖျားပြောက်ဆေးတွေအများကြီးပါလားတိတ်ထားလိုက်ဦးလို့ကျွန်တော်ကဘာမှမသိသလိုပဲပြောလိုက်ရတယ်ဝန်ချိုးကလည်းဆေးဆိုင်ကအယောင်မြင့်တင်ရေးလုပ်နေလို့အများကြီးဝယ်ထားတာလေနေနဲ့ပါဆိုင်လဲလို့ပြန်អော်တယ်နင်းအခုအပူချိန်ဘယ်လောက်ရှိလဲ38ပါမယုံဘူးအနည်းဆုံး39ရှိမှာထအဝိစားလဲဆေးရုံသွားမယ်မသွားဘူးဆေးရုံဆိုကြောက်တယ်လို့ပြောပြီးသူမကဆောင်တဲ့ကိုခေါင်းကြီးချုံဝင်သွားတော့တာပဲဘယ်လိုပဲခုံခုံထွက်လာတော့ဘူးနောက်ဆုံးတော့ကျွန်တော်လည်းအလျှော့ပေးပြီးအဲ့ဒါဆိုမှဆေးကမ်းမှာသွားပြီးဆေးပြင်းစားလေးတွေသွားဝယ်ပေးမယ်အဲ့ဒါဆိုမြင်မြန်တက်တာလိမ့်မယ်လို့ပြောမှသူမကဆောင်ထဲကနေလက်ကလေးထုတ်ပြီးအိမ်တော့ကိုပေးရှာတယ်ကျွန်တော်ဆေးဝယ်ပြီးပြန်လာတော့သူမကဆေးကိုတစ်လုံးချင်းအသားလေးတောက်ပြီးတယ်ငယ်တုန်းကလည်းငါနင်းကိုဒီလိုပဲပြုစုခဲ့ရမလားလို့ကျွန်တော်မေးမိတယ်နင်းကတော့ပြောပြီးငါကနင်းကိုပို့ပြီးပြုစုခဲ့ရတာပါနင်းကအိမ်ရထဲမှာတဲ့နေရင်ပြင်းလို့ဆိုပြီးငါ့ကိုအတင်းပုံပြင်ဖက်ပြခိုင်းတာတွေမမှတ်ပြီးတော့ဘူးလားတဲ့ကဲပါတော်ပြီးအတိတ်တွေကိုမပြောနဲ့တော့ဆိုပြီးကျွန်တော်ကသူမရဲ့စာကြည့်စပွဲမှာထိုင်ပြီးဖုန်းထဲကိုထုဖက်နေလိုက်တယ်နင်းလို့ဆရာမရှိရင်ငါ့ကိုစာမေးလို့ရတယ်တော့လို့သူမကဆိုတော့ငါကစေတနာနဲ့လာကြည့်တာကိုနင်းကငါ့ကိုစာလုပ်ခိုင်းပြီးရန်ထုတ်ပြန်နေတာလားလို့ကျွန်တော်ကနောက်လိုက်တယ်အဲ့ဒီအချိန်မှာပဲဝန်ချိုးစီကနေ message စာဝင်လာတယ်သူမပို့လိုက်တဲ့ပုံလေးကိုကြည့်လိုက်တော့ကျွန်တော်မင်းတက်သွားပြီးပြန်ရောနင်းကလေးပေးထားတယ်နော်စာတီချလုပ်ပြီးဟန်ချောင်ကအကြောင်းကိုရအောင်တက်မယ်ဆိုတာဝန်ချိုးကကလေးပေါ်မှာလဲနေရင်နှံ့ပြောတယ်ကျွန်တော်ကတော့သူမရဲ့စာကြည့်စပွဲမှာထိုင်ပြီးစာအုပ်ကိုအသေးအတန်ကြည့်နေရတာပေါ့အေးပါဗျာငါကကတိစာချုပ်ကြည့်တော့အထားရတဲ့လူပဲဟာကိုအဲ့ဒီအချိန်မှာဝန်ချိုးရဲ့ဖုန်းကမြည်လာတယ်သူမကဖုန်းကိုကြည့်ပြီးမျက်မှောက်ကျသွားတယ်ဟဲလိုဘယ်သူလဲငါကဟိုချမ်းချေပါဝန်ချိုးနင်းခွင့်တောင်းထားတယ်ဆိုလို့နေမကောင်းဖြစ်နေတာလားတစ်ဖက်ကကောင်လေးရဲ့ဒေတန်ကတော်တော်လေးစိုးရိမ်ပြနေတာရှင်နဲ့ပါဆိုင်နဲ့မပူပါနဲ့လို့ဝန်ချိုးကအေးဆက်ဆက်ပြန်ပြောတယ်ကျွန်တော်ကတော့ဘေးကနေနားဆွနေမိတာပေါ့အရင်ကတော့ဝန်ချိုးကလူတိုင်းပေါ်ဒီလိုပဲအေးဆက်ဆက်ဆန်နေထင်ခဲ့ပေမဲ့အခုလိုတခြားကောင်လေးတစ်ယောက်နဲ့နှိုင်းယှဉ်ကြည့်လိုက်မှသူမကကျွန်တော်ကိုပြောတဲ့ဒေတန်ကပိုပြီးညံ့နေတာကိုသတိထားမိတော့တယ်နေ့အတန်ကအားမရှိသလိုပဲတခြားဘယ်နေရာကနေမကောင်းဖြစ်သေးလဲငါမှကူညီပေးရမလဲအဲ့ဒီကောင်လေးကဆွဲမလျှော့ဘူးပြကျွန်တော်လည်းမနေနိုင်တော့ပဲအတန်ကိုနည်းနည်းမြင်ပြီးဝင်ပြောလိုက်တယ်ဘယ်သူလဲဝန်ချိုးအတန်လေးကတငယ်ချင်းလားရပါတယ်သူတို့နဲ့စကားပြောလိုက်ဦးငါမိဖို့ချောင်းထဲမှာနင့်အတွက်စမ်းပြုတ်သွားပြုတ်ပေးမယ်မလိုဘူးငါမစားသေးဘူးလို့ဝန်ချိုးကဖုန်းကိုချက်ချင်းချလိုက်တယ်ပြီးမှသူမကကျွန်တော်ကိုကြောက်ကြည့်နေပြီးနေကဘာလို့တစ်ချက်မှမလုပ်ပဲစမ်းပြုတ်သွားပြုတ်ပေးမယ်လို့အော်ပြောနေတာလေတဲ့ဟဲသူ့ကိုငါရှိနေတယ်ဆိုတာသိအောင်လို့လေသူကငါဖုန်းနံပါတ်ကိုဘယ်ကရတယ်မသိဘူးအတန်းစင်းတွေကယူလာဖြစ်မှာပါငါနားမှာကငငယ်ကလေးကနေတယောက်ပဲရှိတာသူနဲ့ကစကားတော့မပြောဘူးလို့သူမကအလောတကြီးရှင်းပြနေတယ်ရောပြီးမှနေဦးငါကဘာလို့နင်းကိုဒီလောက်ရှင်းပြနေရတာလဲဖျားနေလို့အုံနောက်တွေပါချောင်းပုံပြီးထင်နေတဲ့နင်းနောက်ကိုလိုက်တဲ့သူတွေကလမ်းထိပ်ကနေလမ်းဆုံးထိရှိမှာပဲဟာကိုအဲ့ဒီလူတွေလိုက်တာကိုငါကမကြိုက်ဘူးလေဒါနဲ့ငါဆန်ပြုတ်ကောခုနကတော့မတော့ဘူးဆိုအခုတော့တောက်ချင်လာပြီလေနင်းခုနကငါးကြီးစားလိုမျိုးဟန်ဆောင်ပြီးအတန်ကျဲကြီးပြောလိုက်တာငါမသိဘူးထင်နေလားအဲ့ဒါနင်းကိုအခွင့်အရေးပေးတာမဟုတ်ဘူးနော်နင်းအခွင့်အရေးယူလာပဲလို့သူမကမျက်စောင်းဖွင့်ရင်းပြောပေမဲ့မျက်နှာလေးကတော့ညင်ညမ်းနေတာပဲကျွန်တော်မိဖို့ချောင်းထဲမှာစံပြုတ်ပြုတ်ဖို့ပြင်နေတော့ဝန်ချိုးကအထဲကိုရှောက်ဝင်လာတယ်သူမကအားမရှိတယ်လို့နဲ့နေရန်ကိုမိရက်နေရင်ကျွန်တော်ကြောပြင်ကိုငြိမ်ပြီးကြည့်နေတာသူမရဲ့မျက်မှုတွေကငငယ်တုန်းကလိုပဲနူးညံ့နေတော့မှာပဲချန်ပိုင်ကအမြဲတမ်းနူးညံ့တဲ့သူပါလောကကြီးကသာသူ့ပေါ်မနူးညံ့ခဲ့လို့သူကခက်ထန်သွားရတာလို့သူမတွေးနေသလားမသိဘူးနေကစံပြုတ်နဲ့ခောက်ဆွဲပြုတ်ကလွယ်ရင်ဘာမှမလုပ်တတ်ပဲနဲ့ငါသာနေနဲ့အတူစံပြုတ်ပဲတောက်ရင်ဗိုက်စာလို့တေးလိုက်မယ်လို့ပြောပြီးသူမကဟင်းချက်ကိုပြင်တော့တာပဲနေထားနေတာလေငါဘာသာလုပ်ပါမယ်ရတယ်ခဏလေးပါပဲနေပါစားခြင်းနဲ့ကိုကာကိုလာချက်တောင်မှန်ချိုစားခြင်းနဲ့အဲ့ဒါကလုပ်ရတာလက်ဝင်နေလေနေကတော့တကယ်ပဲလူကြီးပေမဲ့သူမကကျွန်တော်အတွက်တိတိကျကျချက်ပေးရှာပါတယ်ခဏကြာတော့စပွဲပေါ်မှာဟင်းနှက်ခွက်နဲ့ထမင်းတစ်ပြန်ရောက်လာတယ်ဒါကငါအမေချက်တဲ့အရာသားနဲ့တပုံစံလေးပဲလို့ကျွန်တော်ကမြင်ရှိရှိစားရင်ပြောလိုက်တယ်
ငါကအန်တီစီမှာတေးသေးချာချာတင်ထားတာလေတူမဘုံလို့တူမကဂုံယူစွာပြောတယ်အဲ့ဒီအချိန်မှာလီချီဖုန်းစီကဖုန်းဝင်လာတယ်ဟေ့အောင်ချမ်းပိုင်မင်းပဲမှာလဲဟိုကောင်တွေမင်းကိုဝိုင်းတက်ဖို့ရှာနေကြတာငါကတားထားလို့မင်းဝမ်ချိုးအိမ်မှာရောက်နေတာလားအေးသမင်းတူတူစားနေကြတာဟာမင်းကတော့ကွာငါကတော့ဒီမှာတယောက်တည်းခောက်ဆွဲပြုတ်တောက်နေရတာမင်းကိုတကယ်ပဲအားကြရတဲ့ဖုန်းချပြီးတာနဲ့ဝမ်ချိုးရဲ့ဖုန်းကထက်မိလာပြန်တယ်ဟိုကြက်ကြဲခါဆိုတဲ့ကောင်ပဲဝမ်ချိုးနင်းသူ့ကိုဖုန်းမကင်ချင်ရင်ငါ့ကိုပေးငါသူ့ကိုလာမနောက်ရှက်အောင်ပြောပေးမယ်အေးပြီးရောသူ့ကိုဘလို့လိုက်ရင်လည်းပူဆိုးကုန်မယ်နေပဲပြောပြလိုက်တော့ကျွန်တော်ဖုန်းကိုကင်လိုက်ပြီးဝမ်ချိုးရေချိုးကန်းထဲဝင်သွားတဲ့အချိန်နဲ့ကွက်တီခဲလို့ဝမ်ချိုးရေချိုးနေတယ်ဗျအခုစကားပြောလို့မအားသေးဘူးတစ်ဖက်ကကောင်လေးကဆွန့်သွားတယ်ရေချိုးနေတယ်ခင်ဗျားကဘာလို့လဲနေဦးဒီအချိန်ကြီးမှာသူကဘာလို့ရေချိုးနေတာလဲကျွန်တော်ကတော့ပြုံးစီစီနဲ့ဘာလို့ဒီအချိန်မှာရေချိုးတာလဲဆိုတော့ဟဲအဲ့ဒါကတော့ခင်ဗျားနဲ့မဆိုင်ဘူးထင်တယ်တော့လို့ပြောပြီးဖုန်းချလိုက်တော့တာပဲဘေးကဝမ်ချိုးကတော့ကျွန်တော်ကိုမျက်လုံးပြူသားနဲ့ကြည့်နေတယ်နင်းသူ့ကိုဘလို့တွေပြောလိုက်တာလဲဒါကသူ့ကိုနှိမ့်လာထက်ငါ့ကိုပါအဆက်ခွဲလိုက်တာမဟုတ်လားဟဲလို့ဝမ်ချိုးကဖုန်းထဲကထွက်လာတဲ့အတန်ကိုကြားလိုက်ရတဲ့အခါကျွန်တော်ကြော်ရိုးထဲကနေစိတ်တက်သွားတယ်ဒါဝမ်ချိုးရဲ့အမေ UND ရဲ့အတန်ပဲကျွန်တော်လည်းကို့အမေဖုန်းနံပါတ်တောင်မှတ်မထားတဲ့ဝမ်ချိုးကိုအပြစ်တင်ပြီးတော့တာပဲတစ်ဖက်ကအထင်လွဲသွားမှဆိုလို့အမြန်မဲဖုန်းကိုပြန်ဖြေလိုက်ရတယ် UND ကျွန်တော်ချမ်းပိုင်ပါဗျာနောက်ပြောင်လိုက်မိတာပါကျွန်တော်တို့အခုခမင်းစားနေကြလို့ပါဟဲ့ဒီကောင်လေးကတော့အန်တီကိုလာနောက်နေတဲ့အန်တီမှာတော့လန့်သွားတာပဲလို့ UND ကရေရေမောမောပြောချတယ်ဒါပေမဲ့ဝမ်ချိုးကတော့မျက်နှာဆိုးလေးနဲ့ဖုန်းကိုပြန်လုပ်ပြီးမိဘာလို့ဒီချိန်ကြီးဖုန်းဆက်တာလဲဒီတန်ကလည်းမကောင်းဘူးလို့ရန်ပြီးတော့တာပဲနေတတ်ပိုက်ဆရာမကနေထားနေတယ်လို့ပြောလို့ပေါ့ဘာလို့အမေတို့ကိုဖုန်းကွယ်ထားတာလဲနေတယောက်တည်းအိမ်မှာဆိုတော့အဖေနဲ့အမေကစိတ်မချရတဲ့ကြားတဲ့အခုလိုမျိုးဆိုရင်နောက်တစ်ခါမဖုန်းရဘူးတော့သိလားစိတ်ချပါ UND ကျွန်တော်ကြည့်ပေးထားပါတယ်လို့ကျွန်တော်ကဘေးကနေလမ်းအောင်ပြောလိုက်တယ်အေးပါရှောင်းပိုင်ရဲ့အန်ဒီလည်းမင်းကိုမတွေ့ရတာကြပြီဝမ်ရှူရဲ့ကွန်ပျူတာနဲ့ဗီဒီယိုကောခဏလောက်ပြင်ပါအောင်မင်းဘယ်တော့တောင်ချောလာတဲ့အန်ဒီကြည့်ချင်လို့ဒီစကားကြတော့ဝမ်ရှူကပို့ပြီးစိတ်တူသွားပုံရတယ်ငငယ်တော့ကကျွန်တော်ကသူမနဲ့မစားပဲတခြားသူတွေစီမှာကွန်ပျူတာတော့စားလို့ဆိုပြီးသူမကပူစားပြီးကွန်ပျူတာဝယ်ခိုင်းခဲ့တာလေအခုတော့အဲ့ဒီကွန်ပျူတာကသူမအတွက်ဒုက္ခတစ်ခုဖြစ်နေတာပေါ့မေသူကအခုပဲတဲတော့မှလူကိုလာနောက်ရှက်မနေနဲ့တော့သူပြောပြီးဖုန်းချလိုက်တယ်ထမင်းစားပြီးတော့ည9:00နာရီကျော်နေပြီဝမ်ရှူကနေလို့တိတ်မကောင်းသေးတာနဲ့အခန်းထဲဝင်ပြီးလဲနေတယ်ကျွန်တော်လည်းအထဲကိုလိုက်ဝင်သွားပြီးအပူချိန်ပြန်လိုက်ကြည့်ဦးလို့ပြောတော့သူမကတိုင်းပြီး30ခုပဲလို့လေပြန်ရောကျွန်တော်ကမယုံတာနဲ့ကိုယ်တိုင်တိုင်းခိုင်းလိုက်တော့38ဒီဂရီရဲ့အပူချိန်ကပြန်တက်လာတာပဲနင်းအနားယူတော့ငါပြန်တော့မယ်လို့ပြောလိုက်ပြီးမဲ့စိတ်ထဲမှာတော့စိတ်မချနိုင်ဘူးဝမ်ချိုးကလည်းပြန်တော့လေမနေ့ပြန်ကြောင်းတက်ရအောင်ပါကိုပြီးတော့ငါတို့ကအရွယ်ရောက်နေပြီဆိုတော့ယောက်ျားလေးတစ်ယောက်ငါအခန်းထဲမှာဒီလောက်ညနေထိနေတာမကောင်းဘူးတဲ့မရဘူးငါစိတ်မချဘူးနေတစ်ယောက်တည်းဒီလိုဖြစ်နေတာကိုငါမထားခဲ့နိုင်ဘူးလို့ကျွန်တော်ကခက်တီတီပဲညင်းလိုက်တယ်နေကတော့လူလေလေးကအိမ်မှာအဲ့ချင်လို့အကြောင်းပြချက်ပေးနေတာမလားနာဦးကြီးလို့သူမကဆဲပေးမဲ့အဲ့ဒီအဆဲလေးကနားထဲမှာနားထောင်လို့ကောင်းနေတယ်နဲ့ငါအမေကိုပြောထားပြီးဒီညလီချီဖုန်းအိမ်မှာသွားအိမ်မယ်လို့ဒါပေမဲ့အခုချိန်ကြီးသွားရင်အရန်နောက်ကျနေပြီလေငါမှသွားစရာနေရာမရှိတော့ဘူးလို့ကျွန်တော်ကချွဲလိုက်တော့ဝမ်ချူလဲတပြင်းချပြီးခေါင်းနေရှာတယ်အေးလေသွားစရာမရှိရင်လည်းမတက်နိုင်ဘူးပေါ့အဲ့ချိန်ရင်ဟိုဘက်ခန်းမှာသွားအိတ်တော့ဝမ်ချူကခရင်ဘေးကဝုတ်ဝင်ရုပ်လေးကိုလှမ်းယူပြီးဖက်အိတ်ကိုပြင်လိုက်တယ်ဒါပေမဲ့ကျွန်တော်ဘေးမှာရှိနေတာတတိယသွားတော့မှရှက်ရှက်နဲ့ရုပ်လေးကိုအမြန်ပြန်ချလိုက်တာဗျာကျွန်တော်ကတော့အဲ့ဒီဝုတ်ဝင်ရုပ်လေးကိုစိုက်ကြည့်နေမိတယ်အဲ့ဒီရုပ်လေးကဟောင်းနှမ်းပြီးအယောင်တွေတောင်တွေ့နေပြီဒါတို့နှစ်ယောက်ငငယ်တုန်းကအတူတူဆော့ခဲ့တဲ့ရုပ်လေးမဟုတ်လားသူမအခုထိတိတ်ထားလို့မဲ့ပဲတကယ်ဆိုဝမ်ချူကပစ္စည်းတွေကိုတိတိကျကျတိတ်တက်တဲ့သူပါဒါပေမဲ့ဒီဘုတ်ဝင်ရုပ်လေးကတော့တော်တော်လေးတရားစရာကောင်းအောင်ပိန်ချိုင်းနေတာပဲကြည့်ရတာတယောက်ယောက်ကနေတိုင်းလက်သီးနဲ့ထူထားသလိုမျိုးဖြစ်နေတာနေဦးဒါနာငငယ်ကနင့်ကိုပေးခဲ့တဲ့အယုံမလားလို့မေးတော့သူမကမေးသွားပြီးတဲ့ညနေပိုင်းမှာဝမ်ချူရဲ့နဖူးကိုစမ်းကြည့်လိုက်တော့ခုနကကြာသွားတဲ့အပူချိန်ကပြန်တက်နေပြန်ပြီဟာနင်ကလည်းဘယ်လိုဖြစ်နေတာလဲအပူချိန်ကလည်းရိုလာကိုစတာစီးနေတယ်လို့ပဲတက်လိုက်ကြလိုက်နဲ့သူမရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးကိုကြည့်ရင်ကျွန်တော်တကယ်ကိုကြောက်လာမိတယ်အရင်ဘဝကအထက်တန်းပြီးခံဒီမှာသူမဘာယောဂဖြစ်ခဲ့လို့နိုင်ငံခြားအထိသွားခုခဲ့ရတာလေလူကဖျားနေတော့ရေတက်တော်ခန်းချောက်ပုံရတယ်ခုနကမှနူးညံ့ဆိုပြေးနေတဲ့သူမရဲ့နှက်ခမ်းလေးတွေကအခုတော့အဖက်တွေတောင်ကွာနေပြီးဝမ်ချိုးရေလေးနည်းနည်းတောက်ဘူးမတောက်ဘူးငါစုံနဲ့တိုက်ပေးမယ်လေနင့်နှက်ခမ်းတွေခြောက်နေပြီးမလိုဘူးနင့်ကိုမုန်းတယ်အေးပါငါ့ကိုမုန်းလဲမုန်းပေါ့ဒါပေမဲ့ရင်တွေကနင့်ကိုဘာမှမလုပ်ထားဘူးလေတောက်လိုက်ပါလို့ပြောပြီးသူမပတ်စံနာကိုဇုံးလေးတီးပေးလိုက်တယ်သူမကပတ်စံလေးဟာပြီးပထမတစ်စုံဒုတိယတစ်စုံတောက်ပေးရှာပေးမဲ့တတိယတစ်စုံကျတော့ပတ်စံကိုပိတ်ထားပြီးခေါင်းကိုတစ်ဖက်လဲသွားတော့တာပဲပြီးတော့အသက်ရှူတမ်းမှန်မှန်နဲ့ပြန်အိတ်ကျော်သွားပြန်တယ်ခဏကြာတော့သူမတူတူလေးမေးလာတယ်ဖေဖေနဲ့မေမေပြန်လာကြပြီလားကျွန်တော်ရင်ထဲမှာတမျိုးကြီးဖြစ်သွားပြီးနေရောင်ဝဲလာမိတယ်အချိန်တော်ကြာတိတ်ဆိတ်သွားပြီးမှနေအိပ်ရလို့ရင်သူတို့ပြန်လာကြမှာပေါ့လို့နူးနူးညံ့ညံ့ပြန်ပြောလိုက်တယ်သူမကဒူးလာတာမဟုတ်ပဲအိမ်မက်ထဲမှာစကားပြောနေတာပါချမ်းပိုင်နင်းစာတီချာလုပ်မယ်မလားလို့သူမကထပ်ပြောတယ်သူမကအတိစိတ်တိတ်မကတ်သေးတဲ့အချိန်ကိုကျွန်တော်လည်းအခွင့်ကောင်းယူပြီးမေးလိုက်မိတယ်နင်းကဘာလို့ငါ့ကိုစားလုပ်ဖို့အမြဲတမ်းတိုက်တွန်းနေတာလဲအလဲတန်းတော့ကကျွန်တော်လူမိုင်းလုပ်ချင်ပြီးကြောင်းပြေးနေတဲ့အချိန်တွေမှာလည်းဝမ်ချိုးကပဲအင်တာနက်ဆိုင်တွေထိလိုက်ဖမ်းပြီးစားလုပ်ဖို့ပြောခဲ့တာလေအဲ့ဒီတုန်းကတော့ကျွန်တော်အရင်စိတ်ပြတ်ခဲ့ပေမဲ့အခုတော့သူမရဲ့အဖြေကိုသိချင်နေမိတယ်ငါအနေနဲ့မခွဲချင်ဘူးလေတဲ့မနေ့လေးတော့ဝမ်ချိုးကမျက်လုံးလေးပွင့်လာပြီးစပွဲမှာထိုင်နေတဲ့ကျွန်တော်ကိုကြည့်တယ်နင်းတညလုံးဒီမှာထိုင်ဆောင်နေတာလားအင်းလေငါကနင့်ရဲ့အကျွေးရှင်ပဲဟာကိုအမှန်တော့တညလုံးစပွဲပေါ်မှာမှောက်အိတ်ခဲ့ရလို့လေဘင်းတွေတော်တော်နာနေပြီနေပါလို့ငါ့ကိုအဲ့ဒီလိုကြည့်နေတာလေဘာမှမဟုတ်ပါဘူးကိုလိုက်ကလေးကိုနည်းနည်းထပ်ပေးပါဦးကျွန်တော်အပြင်ကိုလှမ်းကြည့်လိုက်တော့နေကလည်းတိတ်မပူဘူးတိတ်ရွေတောင်အုပ်နေတာနေလည်းမပူပါဘူးအခုမှဘယ်နှနာရီရှိသေးလို့လဲမိုးတောင်အုပ်နေတာကိုပူတယ်
ခုနကနေအောင်ကငါဘာပေါ်ကြလာတာတကယ်ကိုပူဆက်ပူလောင်ဖြစ်သွားတာပဲလို့သူမကဆိုတော့ကျွန်တော်လည်းဘာမှမပြောတော့ပဲလိုက်ကကိုတိတိကျကျပိတ်လိုက်တော့တယ်ဝမ်ချိုးရဲ့နင်ကတော့ဖျားနေရင်တကယ်ကိုကလေးလေးလိုပဲလို့ကျွန်တော်စိတ်ထဲကနေပြုံးပြီးတွေးနေမိပါတော့တယ်ဝမ်ချိုးဖြည်းဖြည်းလျှောက်ပါဟာနင်အခုမှနေကောင်းတာလေဘယ်လိုလုပ်ဖြည်းဖြည်းလျှောက်လို့ရမှာလဲငါတို့နှစ်ယောက်လုံးအိတ်လိုက်တာ9 နာရီကျော်သွားပြီလေဝမ်ချိုးကအတင်းတုတ်ချစ်တင်နေရတယ်မနေ့ကသူမဖျားနေလို့စောစောအိတ်မိတာကြောင့်နှုတ်ဆက်ပေးဖို့မေးသွားကြတာအခုတော့အတန်းပိုင်ဆရာမစီကမစ်ကော6ခုကိုမြင်လိုက်ရတဲ့ခံစားချက်ကတကယ်ကိုရင်တထိတ်ထိတ်ပါပဲနေဦးတို့နှစ်ယောက်လုံးအိတ်လိုက်တာဆိုတာဘာစကားလဲလူကြားထဲမှာအဲ့ဒီလိုမပြောနဲ့လေငါရဲ့ဖြူစင်တဲ့ဂုံတိတ်ခါလေးကိုငဲဦးလို့ကျွန်တော်ကနောက်လိုက်တော့သူမကကျွန်တော်ကိုစိတ်ချင်ပေမဲ့အားမရှိတော့လို့အသက်ကိုလူရှူနေရတယ်ငါတပတ်အတွင်းနှစ်ခါတောင်ကြောင်းနောက်ကြတာနင်းကြောင်ပဲနင်းနဲ့ပေါင်းပြီးလို့ငါလည်းအကျင့်တွေပြက်ကုန်ပြီးငါတို့ကပြန်တဲ့တောင်မတဲ့သေးဘူးကိုအခုတော့ငါလည်းလမ်းမရောက်ကုန်ပြီးတဲ့ကဲပါပဲနုလေးတောက်လိုက်ဦးအလဲတန်းကလေးကဆရာတွေကနင်းကိုကလေးလိမ်မှာငါ့ကိုလူမိုက်လို့တတ်မှတ်ထားတာပဲဟာနင်းငါနောက်လိုက်လို့အကျင့်ပြက်တာကတဘာဝချပါတယ်လို့ကျွန်တော်ကပြောတော့သူမကတိုးတိုးလေးပြန်ပြောတယ်ငါကတော့အဲ့ဒီလိုမထင်ပါဘူးအတန်းနဲ့ရောက်တော့အတန်းပိုင်ဆရာမအိုရှာရဲ့အချိန်တို့နှစ်ယောက်တကားဝမှာရှင်ရက်နေကြတယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲဝမ်ချိုးကတော့ရှက်လုံးလို့မျက်နှာလေးမြည်ရဲနေတာချမ်ပိုင်ဒီတစ်ခါကောဘာစင်ချေပေးမလို့လဲအိပ်ပျော်သွားလို့ပါဆရာမဝမ်ချိုးနင်ကောကျမလည်းအိပ်ပျော်သွားလို့ပါဆရာမကတက်ပြင်းရှည်ကြီးချလိုက်တယ်နင်တို့နှစ်ယောက်လုံးကစင်ချေတောင်တူတူပေးနေကြတာလားကဲသွားထိုင်တော့ဆရာမရဲ့အကြီးကငါသမီးလေးကိုလူမိုက်ကောင်ကဖျက်ဆီးလိုက်ပြီးသားဆိုတဲ့ရောက်ခါမစိတ်ပေါက်နေတဲ့အကြည့်မျိုးပြကျွန်တော်ခုံမှာပြန်ထိုင်လိုက်ပြီးရှေ့ကတင်းချမေးခွန်းဟောင်းတွေကိုကြည့်ရင်မျက်လုံးတွေမေ့စင်လာတယ်မနေ့ညကဝမ်ချိုးကိုပြုစုပေးရင်တညလုံးမအိပ်ခဲ့ရတာကိုအဝေးကဝမ်ချိုးရဲ့ခုံကိုလှမ်းကြည့်လိုက်တော့တငယ်ချင်းမိန်းကလေးတွေကသူမကိုတခုခုလှမ်းမေးချင်နေကြပေမဲ့သူမရဲ့အေးဆက်ဆက်အကြည့်ကြောင့်မကဲရဲကြဘူးဝမ်ချိုးရဲ့ခန်းစစ်ကိုဖောက်ထွင်းနိုင်တာငါတယောက်ပဲရှိတာလားလို့တွေးနေတော့သူမကလှည့်ကြည့်လာပြီးကျွန်တော်ကိုမျက်စောင်းထိုးပြတယ်အေးဆက်ဆက်ပုံစံပေမဲ့တကယ်တော့အရန်ချစ်ဖို့ကောင်းတာပါကျွန်တော်ရင်ထဲမှာငှက်မွေးလေးတစ်ချောင်းနဲ့လာရရန်တလူမျိုးခံစားလိုက်ရတယ်ငငယ်ကလေးကအတူတူကြီးပြင်းလာလို့သူမရဲ့အလှကိုနေသားကြနေပြီးထင်ခဲ့ပေမဲ့အခုတော့သူမရဲ့မျက်လုံးတွေကိုတောင်စိုက်မကြည့်ရတော့ဘူးဟေ့ရောင်ချမ်းပိုင်းမင်းဒီနေ့ဘာဖြစ်နေတာလဲငါ့ကိုစကားတောင်မပြောဘူးလို့လီချီဖုန်းကလှမ်းမေးတယ်ငါကမင်းကိုအားနာလို့ပါကွာမင်းကငါဘေးမှာနေရင်စိတ်တရားတွေပဲရနေမှာမင်းပြောတာမှန်တယ်တို့ကြမှာတတိုင်းကြီးချသွားပြီးချမ်းပိုင်းမင်းကအเจ้าကအလှဆုံးဝမ်ချိုးနဲ့လည်းငယ်တငယ်ချင်းအခုပြောင်းလာတဲ့တထေးသမီးကုရီရီနဲ့လည်းတည်နေပြန်ပြီးမင်းကတော့လူဖြစ်ရကြိုးတကယ်နဲ့တယ်ကွာလီချီဖုန်းကဆက်ပြောတယ်ဒါပေမဲ့မင်းကိုငါအံ့ဩတာတစ်ခုရှိတယ်မင်းဝမ်ချိုးကိုတကယ်မကြိုက်ဘူးလားမင်းတိလားမင်းကလေးတယောက်ကမင်းကိုခဏခဏခိုးကြည့်နေတယ်ဆိုရင်သူမင်းကိုတကယ်ကြိုက်နေတာဝမ်ချိုးဆိုရင်မင်းကိုအမြဲတမ်းစောင့်ကြည့်နေတာလေဒါကသူမရဲ့အာယုံတွေအကုန်လုံးကမင်းစီမှာပဲရှိနေတာမဟုတ်ဘူးလားကျွန်တော်ကြောင်သွားမိတယ်သူမကငါ့ကိုအမြဲတမ်းစောင့်ကြည့်နေတာကငါ့ကိုကြောင်းပြေးမှဆိုးလို့ဂိမ်းဆော့မှဆိုးလို့လေအဲ့ဒါကအပြေပဲလေချမ်ပိုင်ရဲ့မင်းကသူမရဲ့မျက်မှန်အောက်မှာငငယ်ကလေးကအမြဲတမ်းရှိနေခဲ့တာလေဒါထပ်ပို့ပြီးဘယ်လိုမျိုးတက်တည်ပြရအောင်မလဲညနေခင်းနေဝင်ချိန်မနက်ဖြန်တနင်္ဂနွေကြောင်းပိတ်မှမို့အားလုံးကစိတ်လှုပ်ရှားနေကြတယ်ကျွန်တော်ကတော့အိတ်ချင်လုံးလို့စပွဲပေါ်မှာမှောက်အိတ်နေလိုက်တယ်ခဏကြာတော့လီချီဖုန်းကကျွန်တော်ကိုလှမ်းပုတ်တယ်မော့ကြည့်လိုက်တော့ဝမ်ချိုးကစာအုပ်တွေအများကြီးပိုက်ပြီးကျွန်တော်ခုံနာရောက်နေတယ်ချမ်ပိုင်နိုးပြီလားသူမကလေတန်တိုးတိုးလေးနဲ့မေးတယ်ဒီနေ့တော့စာမတင်တော့ဘူးနင်ဒီနေ့အရန်ပင်ပန်းနေပုံရတယ်အနားယူလိုက်တော့နော်ဘေးကလီချီဖုန်းကတော့မျက်လုံးပြူးကြည့်နေတာပေါ့နေဦးဝမ်ချိုးနေကဘလို့ဖြစ်ပြီးချမ်ပိုင်မနေ့ညကပင်ပန်းခဲ့တယ်ဆိုတာကိုသိနေတာလဲဝမ်ချိုးကမျက်နှာလေးหนีသွားပြီးဘာမှပြန်မပြောဘဲလှည့်ထွက်သွားတယ်ကျွန်တော်ကတော့ပြုံးရင်းနဲ့ပြန်မောက်အိတ်လိုက်ပါတော့တယ်ငါ့ကိုခုံခဏလောက်လဲပေးလို့ရမလားဝမ်ချိုးကလီချီဖုန်းကိုတူတူလေးမေးနေတာပါငါမလဲချင်ဘူးမနေ့က180အရက်ရှိတဲ့ကောင်မလေးကငါကျူကျူအကောင့်တောင်းသွားတာအခုထပ်သွားရင်သူငါ့ကိုတကယ်ကြီးတွေကတ်နေတော့မှလို့လီချီဖုန်းကညင်းပေမဲ့ဝမ်ချိုးကမျက်မှောင်ကျုပ်ပြီးကြည့်လိုက်တော့သူချက်ချင်းလေတံပြောင်းသွားတယ်အေးပါလဲပေးမယ်ဒါပေမဲ့နင်တို့နှစ်ယောက်နောက်ကျရင်တကယ်ညားခဲ့ရင်ငါမလာမချင်းဘယ်သူမှထမင်းမစားရဘူးနော်ဘာတွေရှောက်ပြောနေတာလဲလိုဝမ်ချိုးကရှက်ကိုရှက်ကန်းနဲ့ဆိုပြီးကျွန်တော်ဘေးကခုံမလာထိုင်နေအတန်းထဲမှာကျန်တဲ့သူတွေကတော့ကြောင်းပိတ်တော့မှမို့ဖဲရိုက်တဲ့သူရိုက်စကားပြောတဲ့သူပြောနေစူးညံနေတာပဲအတန်းကောင်းဆောင်ဝမ်ချိုးကတော့စီကန်းထိန်ဖို့မိနေပုံရတယ်သူမကဘေးပက်ပက်လေကိုခိုးကြည့်ပြီးဘယ်သူမှတတိမထားမိတဲ့အချိန်မှာကျွန်တော်ရဲ့စပင်းတွေကိုလက်ကလေးနဲ့ခပ်ဖွက်ဖွက်လေးလာပို့တယ်ဒီကောင်ကမူလာနှလုံးကငါးနောက်မှာထိုင်ပြီးငါစပင်းတွေကိုအမြဲဆော့ခဲ့တာအခုငါပြန်ဆော့တာကရန်တို့ပြန်လာပဲအခွင့်အရေးယူတာမဟုတ်ဘူးလို့သူမစိတ်ထဲကစင်ကြေပေးနေမှတေးချပါတယ်မကြခင်မှာပဲကျွန်တော်နိုးလာတယ်နေမထားတဲ့တင်ချပု္ပ္ပစာတွေကိုငါမှတ်သားပေးထားတယ်အားရင်ပြန်ကြည့်လိုက်ဦးလို့သူမကပြောတယ်မနှက်ပြန်ကြောင်းပိတ်တယ်မလားအပြင်ထွက်ပြီးနေပူစာလေးပါလေးလှမ်းဦးအိမ်ထဲမှာပဲအောင်းနေရင်စိတ်သက်တွေပိုကျလာလိမ့်မယ်လို့ကျွန်တော်ကစိုးရိမ်တကြီးပြောလိုက်တယ်ဘသူကနင်းနဲ့အပြင်ထွက်မှာလဲငါတို့ကပြန်တဲ့သေးတာမှမဟုတ်တာတဲ့ဟာမင်းညကတောင်နေငါကိုထမင်းချက်ကျွေးသေးတာလေမခင်တဲ့သူကတစ်ဖက်လူကိုထမင်းချက်ကျွေးတယ်ဆိုတာကဘာပေါ်မှာရှိလို့လားအဲ့ဒါဆိုရင်လေငငယ်တုန်းကလိုအခြေအနေမျိုးရောက်မှပြန်တဲ့တယ်လို့ခေါ်မှာပေါ့လို့သူမကဆိုတယ်ငငယ်တုန်းကဆိုရင်သူမကကျွန်တော်ကိုအမြဲတမ်းငန်းတင်းကိုယူမလို့ပြောခဲ့တာလေအဲ့ဒီအဆင့်အထိမရောက်သေးဘူးလို့သူမကဆိုလိုတာပါကျွန်တော်သူမကိုတစ်ချက်ကြည့်လိုက်ပြီးဝမ်ချိုးနင်းအရက်ဘယ်လောက်ရှိလဲခါးဆိုင်ကောလို့မေးလိုက်တယ်နင်းဘာလို့မေးတာလဲငါအမေရဲ့ထောက်ကောင်ဆိုင်မှာမော်ဒယ်လိုနေလို့နင်းကိုကူညီခိုင်းချင်လို့ပါနင်းကပညာရှင်မော်ဒယ်တွေထက်တောင်ပိုလာနေတာကိုလာစားလဲပေးမှာပါလို့ကျွန်တော်ကရှင်းပြတယ်နင်းကအမေကိုကူညီချင်တာလားငါ့ကိုအခွင့်အရေးယူချင်တာလားလေရင်ခွေးဖြစ်မယ်နော်လို့သူမကကျွန်တော်ကိုစိုက်ကြည့်ပြီးမေးတယ်ငါကဆိုင်တွဲတကယ်ခေါ်တာပါအခွင့်အရေးယူခြင်းနဲ့စိတ်တစ်စက်ကလေးမှပါရင်ငါခွေးဖြစ်ပါစေဗျာလို့ကျွန်တော်ပြောနေတော့နှာချီခြင်းတလို့လိုနဲ့စကားလမ်းကြောင်းလွှဲလိုက်ရတယ်ဝမ်ချိုးကတော့ကျွန်တော်ကိုငြိမ်ပြီးကြည့်နေတယ်သူမကကျွန်တော်ကိုငငယ်ကလေးကပေါင်းလာတာဆိုတော့ကျွန်တော်လိမ့်နေသလားအတီပြောနေသလားဆိုတာချက်ချင်းသိတာပေါ့ဒီလူကငါ့ကိုအရေလို့ထင်နေတာလားလို့သူမတွေးနေမှာပါကောင်းပြီငါလာစားမယူဘူးလာစားပေးမယ်ဆိုရင်ငါမလိုက်ဘူးလေဟာအဲ့လိုတော့ဘယ်ဖြစ်မလဲမရဘူး
ဒါငါသဘောပဲလို့ပြောပြီးသူမကစာအုပ်တွေကိုတင်ပြီးသူမခုံကိုပြန်သွားဖို့ပြင်နေသူမကြောခိုင်းသွားတဲ့အချိန်မှာစိတ်ထဲကနေတူတူလေးပြောနေမိမှာပါနေ့ရက်တရုပ်ဆောင်မှုတွေကဘလောက်ပဲအညံ့ဖြစ်ပါစေငါကတော့ယုံကြည်ပေးဖို့အသင့်ပဲအနည်းဆုံးတော့ယုံကြည်ခြင်းအောင်စောင့်ပေးမှာပါချမ်းပိုင်နဲ့အန်တီစီကကင်မရာလေးခဏလောက်ငါသုံးလို့ရမလားခင်ဗျာအန်တီပစ္စည်းကမင်းပစ္စည်းပဲလေရှောင်းပိုင်ရဲ့ကြိုက်တယ်လို့သုံးဒါနဲ့ဘာတွေရိုက်မလို့လဲဝန်ချိုးကိုတပုံရိုက်ပေးမလို့ပါကျွန်တော်အမေရဲ့တာအိုဘာအိုဆိုင်အတွက်မော်ဒယ်လိုနေတာနဲ့အန်တီလည်းသိတဲ့အတိုင်းဝန်ချိုးထက်လာတဲ့မိန်းကလေးရှာရတာမလွယ်ဘူးလေလို့ကျွန်တော်ကပြောတော့ဝန်ချိုးအမေကဖုန်းထဲကနေတဟားဟားရေတော့တာပဲဝါမင်းကတော့ပတ်စံချွေတာတက်လိုက်တာမင်းကတကယ်ကိုစီးပွားရေးသမားလောင်းနေရပဲဒီပတ်စံကတော့ချွေတာလို့မရပါဘူးအန်တီသူမကလက်စာမယူဘူးပြောပေမဲ့ကျွန်တော်ကတော့တခြားနည်းလမ်းနဲ့ဖြစ်ဖြစ်ပြန်ပေးရမှာပါအဲ့ဒီအချိန်မှာဝန်ချိုးဖေကဘေးကနေလှမ်းမိတယ်ဘာတူလဲရှောင်းပိုင်လေသူကတို့အိမ်ကကင်မရာကိုငှားချင်လို့လဲငှားယုံတင်မကဘူးသမီးကိုပါငှားဦးမာတယ်လို့အန်တီကနောက်လိုက်တော့ဦးလေးကြီးကဖုန်းထဲကနေအတန်ပြဲကြီးနဲ့အော်တော့တာပဲပါကင်မရာငှားတာရတဲ့သမီးကိုတော့ငှားလို့မရဘူးဟဲ့ကျွန်တော်လည်းရင်မိသွားတယ်ဦးလေးကလည်းနောက်တာပါဗျာဟဲ့အဖေကြီးရှောင်းပိုင်ကတို့သမီးကိုစောင့်ရှောက်ပေးနေတာပဲဟာကိုမင်းကတော့လေသမီးဖေဆိုတော့သမီးကိုတယောက်ယောက်ကလာကြိုက်မှာကိုခုကလေးကကြောက်နေတာမလားနောင်ကျသမီးယောက်ျားယူရင်တော့နင်ကိုရချင်ဦးမယ်လို့အန်တီကလှမ်းဆန်းနောက်နေတာကိုနားထောင်ရင်ကျွန်တော်ရင်ထဲမှာစိုးတက်လာမိတယ်မိဘဆိုတာအမြဲတမ်းရန်ဖြစ်နေရတာမှမဟုတ်တာမူးလာရင်ကလေးကိုရိုက်နှက်ဆဲဆူနေရတာမှမဟုတ်တာဒီလိုမျိုးချစ်ချစ်ခင်ခင်နဲ့နောက်ပြောင်နေကြတဲ့မိသားစုဘဝလေးကကျွန်တော်အတွက်တော့အရန်ကိုအလန့်ဝေးခဲ့ဘူးတဲ့အိမ်မက်တစ်ခုပါပဲဒီဖုန်းကိုခေါ်လိုက်တာကအကြောင်းရှိပါတယ်တစ်ချက်ကဝန်ချိုးအိမ်ကကင်မရာကဈေးကြီးတဲ့ပစ္စည်းမှုကြိုပြောထားတာကယဉ်ကျေးရရောက်တယ်နောက်တစ်ချက်ကတော့မော်ဒယ်လုတ်ခိုင်းပါဘူးသူမမိဘတွေစီကခွင့်ပြုချက်ကြိုယူထားတဲ့သဘောပေါ့သူတို့ကတော့ကျွန်တော်ကိုယုံကြည်လို့ဘာမှတော့မမေ့ကြပါဘူးမကြခင်မှာပဲအမေကကျွန်တော်နားလျှောက်လာပြီးခေါင်းလေးကိုပုတ်ပေးတယ်ဒီနေ့အမေကုံသွားယူရအောင်မယ်တာဆိုင်ခဏကြည့်ပေးထားဦးနော်စိတ်ချပါမေဒီတစ်ခါတော့အများကြီးသာယူလာခဲ့2ရက်အတွင်းကုံသွားမှဆိုလို့ကျွန်တော်ကအားပေးလိုက်တယ်အမေရေချင်းကိုယုံစမ်းပါဆိုင်ဖွင့်လာတဲ့တက်တန်းတစ်လျှောက်ပစ္စည်းပြတ်သွားတယ်ဆိုတာမရှိစေရဘူးလို့အမေကယုံကြည်မှုအပြည့်နဲ့ပြောပေမဲ့သူမရဲ့မျက်ဝန်းတွေထဲမှာတော့တခုခုကိုစိုးရိမ်နေတယ်လို့ပဲအမေကျွန်တော်ကိုယုံကြည်လိုက်ပါကျန်တာကျွန်တော်တာဝန်ထားလိုက်တော့လို့ကျွန်တော်ကအမေလက်ကိုစုပ်ကင်ပြီးပြောလိုက်တယ်အမေကခေါင်းညိတ်ပြီးပြုံးပြရှာတယ်တကယ်တော့အမေကကျွန်တော်ကြောင့်ဆွေမျိုးတွေစီကအကျွေးတွေကိုအကုန်ဆက်နိုင်တော့မှာပါဒါပေမဲ့ဘယ်အမေကမှမိမိသားသမီးကိုအရွယ်မတိုင်ခင်ဒီလိုလောကတန်ထဲမှာရုန်းကန်နေရတာကိုမကြည့်ရကြပါဘူးကွန်ပျူတာရှိမှအလေးနဲ့စာရိုက်နေတဲ့ကျွန်တော်ကြောပြင်ကိုကြည့်ရင်အမေကနှာခေါင်းလေးကိုရှုပ်လိုက်ပြီးမျက်ရည်ကိုကိုးတုပ်နေတာကျွန်တော်သတိထားမိလိုက်ပါတော့တယ်ကျွန်တော်အရင်ဘဝကအတွေ့အကြုံတွေကိုပြန်စဉ်းစားကြည့်တယ်အားလုံးကငါအပြစ်တွေပါအမေကမင်းအတွက်ဘာမှအသုံးမကျတဲ့အမေဖြစ်နေလို့ပါလို့အမေကညီးတွားရင်ပစ္စည်းသွားယူဖို့ပြင်နေတော့မှပဲဆိုင်ရှိမှအနက်ရောင်ကားအကောင်းစားကြီးတစ်စီးထိုးရက်လာတယ်ကားတကားပွင့်သွားပြီးဖြူဖွေးနုနေတဲ့မိန်းကလေးတယောက်ရဲ့ခြေထောက်လေးထွက်လာတာကိုမြင်လိုက်ရတာပေါ့ဦးလေးစုဦးလေးဝင်မလာနဲ့တော့နော်ဒီမှာပဲစောင့်နေလို့ကုကြီးကလှမ်းပြောပြီးဆင်းလာတယ်ဒါဒီကလေးမလေးကဘဲကလဲတားနဲ့တိလာလားလို့အမေကအံ့ဩတကြီးမိတယ်အမေမျက်နှာကငါသားလေးတထေးကောင်မလေးရဲ့ထောက်ပံ့မှုကိုခံနေရတာလားဆိုတဲ့တန်တရားတွေပြည့်နေတာလေကျွန်တော်တို့သိပါတယ်လို့ကျွန်တော်ပြောမလို့ရှိသေးကုကြီးကကြားဖြတ်ပြောလိုက်တယ်သူကကျမရဲ့ပထမဆုံးအချိန်ကကိုညှင်းပယ်ခဲ့လို့ပါတယ်ဟာအမလေးကုကြီးနေစကားကိုတိတိကျကျပြောစမ်းပါငါ့ကိုတတ်ချင်နေတာလားလို့ကျွန်တော်လန့်អော်လိုက်ရတယ်သူမပြောတာကပထမဆုံးအချိန်ကူညီမယ်ဆိုတာကိုညင်းခဲ့တာကိုပြောတာပါအမေကတော့မျက်လုံးပြူပြီးကျွန်တော်ကိုရှင်းပြဦးဆိုတဲ့အကြည့်နဲ့ကြည့်ပြီးမှအလုပ်ကိစ္စရှိလို့အလောတကြီးထွက်သွားတယ်ဆိုင်ထဲမှာကျွန်တော်နဲ့ကုကြီးနှစ်ယောက်တည်းကြံခဲ့တာပေါ့နေမလို့ရောက်လာတာလေဒါကအဝတ်ထဲဆိုင်လေနင်ကအဝတ်စားလို့လားလို့ကျွန်တော်ကမေးလိုက်တယ်ငါအိမ်ပေါ်ကဆင်းလာတာလေအဝတ်စားအများကြီးပါမလားလို့လာဝယ်တာပေါ့လို့သူမကပေါ့ပေါ့ပပပဲဖြေတယ်ပြီးတော့ကျွန်တော်ဝန်ချိုးအတွက်ပြင်ဆင်ထားတဲ့အဝတ်စားတွေကိုလာကြည့်တယ်နင်ဘာလုပ်နေတာလဲအဝတ်စားဝယ်မယ်ဆိုရင်လည်းဝယ်မဝယ်ရင်လည်းဖယ်ဦးငါအလုပ်ရှုပ်နေတာမမြင်ဘူးလားလို့ကျွန်တော်ကနည်းနည်းခရိုင်ရိုင်ပြောလိုက်မိတယ်နင်ကလည်းရိုင်းလိုက်တာငါကဝယ်သူလေငါ့ကိုစကားပြောပေးရမယ်အဝတ်စားတွေအကြောင်းရှင်းပြပေးရမယ်ဒါနဲ့တာဝန်မဟုတ်လားလို့သူမကဆိုတယ်ဒါနဲ့နေ့ရဲ့အဝတ်စားရွေးချယ်မှုကတော့တကယ်ပဲဘာဖြစ်လို့လဲညံ့လုံးနဲ့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အယောင်တစ်မျိုးတည်းဝေးလို့မရဘူးလေအနှိမ့်ဆုံးအဖြူမဲမီးကိုရောင်3မျိုးတော့စက်ဝေးရမယ်နင်ကဒီလိုကိုလုံးကိုပေါင်မျိုးရှိနေပြီးတော့ဘာလို့အောက်နားဆုံးပေါင်းပြီးတွေကိုပဲဝတ်နေတာလဲနောက်ဆိုဒါမျိုးမဝတ်နဲ့တော့ကျွန်တော်ကြောင်သွားတယ်အရင်ဘဝကအတူတူနေတုန်းကလည်းကုကြီးကကျွန်တော်ဗီဒီယိုထဲကဒီလိုပေါင်းပြီးတွေကိုအကုန်လွှင့်ပစ်ပြီးသူမကိုယ်တိုင်အစ်စ်တွေဝယ်ပေးခဲ့တာလေဒါဆိုနင်ကအဝတ်စားဆင်တက်တယ်ပေါ့အဆင်တက်တာပေါ့ဘာဖြစ်လို့လဲနင်အချိန်ကိုက်ရောက်လာတာပဲလို့ပြောပြီးကျွန်တော်သူမစီကိုတလန်းချင်းတိုးသွားလိုက်တယ်ကုကြီးကလန့်ပြီးနောက်ကိုဆုတ်သွားတယ်နင်ဘာလို့မလို့လဲအပြင်မှာလူတွေအများကြီးရှိတယ်နော်နင်ကဘာလို့ငါ့ကိုအမြဲအကွာအဝေးတစ်ခုထားနေတာလဲလို့သူမကမေးတယ်နင်နဲ့တိတ်ပြီးပတ်သက်မှုမရှိချင်လို့ပေါ့တို့တွေကတကဘာစီကလူတွေလေငါအိမ်မှာဘန်းတလေးမပြောနဲ့ကားအဆုတ်တောင်ရှိတာမဟုတ်ဘူးငါကတငယ်ချင်းအဖြစ်ပဲပေါင်းချင်တာပါနင်ကငါ့ကိုစားတော့မဲ့အတိုင်းပဲငါရဲ့ဆွဲဆောင်မှုအောက်မှာနင်ကြရှုံးသွားမှကြောက်လို့လားလို့ကျွန်တော်ကနောက်လိုက်တယ်နင်ကအဲ့ဒီလိုတောင်ပြောထွက်တယ်လားတကယ်ပဲလို့ကုကြီးကရေပြီးပြောနေတော့မှာပဲဆိုင်ဝါကနေအေးဆက်ဆက်အတန်တန်ထွက်လာတယ်ချမ်းပိုင်းနင်တို့နှစ်ယောက်ဘယ်လိုလုပ်ပြီးတိနေကြတာလဲလှည့်ကြည့်လိုက်တော့ဝန်ချိုးကဆိုင်တကားဝမှာရက်နေတာသူမရဲ့အကြည့်တွေကကုကြီးနဲ့ကျွန်တော်ကြားကအခြေအနေကိုကြည့်ပြီးပို့လို့တောင်အေးဆက်သွားတယ်လို့ပဲအခုတော့ကျွန်တော်ရဲ့ဇလန်းကပို့ပြီးရှုပ်ထွေးတော့မှတေချာသွားပါပြီဝန်ချိုးနဲ့ကုကြီးတိကျတယ်ဆိုတာမျိုးလုံးဝမမှတ်မိဘူးဒါပေမဲ့အရင်ဘဝတုန်းကကျွန်တော်ကဝန်ချိုးကိုတိတ်မှဂရုမစိုက်ခဲ့တာပဲလေနင်တို့နှစ်ယောက်ကတိနေကြတာလားလို့တော့ကုကြီးကချက်ချင်းပြန်ဖြေတယ်တိတာပေါ့သူကငါအသက်သခင်ကျေးဇူးရှင်လေးကျွန်တော်စွန့်သွားမိတယ်အသက်သခင်ကျေးဇူးရှင်အရင်ဘဝကဝန်ချိုးရည်နစ်တာကိုကဲခဲ့တာကိုပြောတာလားလို့ထိတ်ခနဲဖြစ်သွားပေမဲ့နေဦးသူမဆိုလိုတာကဟိုလူမိုက်တွေစီကနေဝန်ချိုးကကူညီပေးခဲ့တာကိုပြောတာပဲကျွန်တော်လည်းစိတ်အေးသွားပြီးအဲ့ဒီနေ့ကအဖြစ်အပျက်တွေကိုပြန်ရှင်းပြလိုက်တယ်ဝန်ချိုးကခေါင်းလေးညှိပြီးနားထောင်နေရင်ကျွန်တော်ကိုပြန်မေးတယ်ဒါနဲ့နင်တို့နှစ်ယောက်ကဘယ်လိုသိတာလဲငါနဲ့တကယ်ချင်းလို့ဖို့ညင်းတဲ့သူကဘာပေါ်မှာနှစ်ယောက်ပဲရှိတယ်
နင်ကပထမသူကဒုတိယပဲလို့ကုရီကနှက်ခမ်းလေးစုပြီးပြောတယ်ဒီစကားကပြောလဲပြောတယ်လို့ပဲဘာမှထူးမလာဘူးကျွန်တော်ကုရီကိုစမ်းသက်ချင်တာနဲ့နင်ရုပ်ရှင်ကြည့်ရတာဝါသနာပါလားအခုထွက်ထားတဲ့စကားကိုကြည့်ပြီးပြီလားလို့မေးလိုက်တယ်တကယ်တော့ဒီရုပ်ရှင်ကအခုမှရိုက်နေတော့နောက်လာအနေငယ်ကြာမှထွက်မှာလေအရင်ဘဝကဒီဖြူစင်အေးဆေးတဲ့ကောင်မလေးကြောင့်ကျွန်တော်သိတာပေါ့သူမကတကယ်ကြီးကြည့်ပြီးပြီလို့ပြောလာရင်တော့ဒါတခုခုမှားနေပြီဘယ်တော့မှထွက်တာလဲငါမကြားမိပါဘူးလို့သူမကပြန်ပြေတော့မှကျွန်တော်တက်ပြင်းချနိုင်တော့တယ်ငါတော့ဝတ္ထုတွေဖတ်ပြီးယူနေပြီထင်တယ်ဘာရီလျှောက်တန်တရားဝင်နေတာလဲလို့ကိုပြန်ရမိတယ်စိတ်လှုပ်ရှားနေလားလို့ကျွန်တော်ဝန်ချိုးကိုမေးမိတယ်ဝန်ချိုးကမျက်နှာလေးညီရဲနေပြီးခေါင်းကိုမှုထားရှာတယ်သူမရဲ့လက်ကလေးတွေကအင်ဂျီစာကိုတင်းတင်းဆုပ်ထားတယ်ခဏနေရင်သူမကဝတ်စုံမျိုးမျိုးလဲပြီးကျွန်တော်ရှိမှမော်ဒယ်လုပ်ပေးရတော့မှလေကျွန်တော်ကလည်းအမျိုးမျိုးသောအလှည့်ပြောင်းတွေကနေဓာတ်ပုံရိုက်ရမှာဆိုတော့ငငယ်တုန်းကအတူတူဆော့ခဲ့ကြပေမဲ့အခုအရွယ်ရောက်လာချိန်မှာတော့ဒါကတကယ်ကိုရင်ခုန်စရာပါပဲနင်ရမ်းစိတ်လှုပ်ရှားနေရင်ငါလည်းအတူတူလိုက်ဝတ်ပေးရမလားလို့ကုရီကပြောလိုက်တော့သူမမျက်နှာလေးကပူနေသွားတယ်နင့်ကိုပေးဖို့လာစားငါမှမရှိဘူးတော့လို့ကျွန်တော်ကကြားဖြတ်ပြောတယ်နင့်ရဲ့ကျူးကျူးအကောင့်နဲ့လဲလို့ရတယ်လေနင်ကအခုထိမှတ်ထားတော့လားဒါဆိုရင်တော့မပေးဘူးဒီတိုင်းပဲအကျွေးတင်ထားလိုက်မယ်တဲ့ကုရီကလည်းကျွန်တော်ကိုတကယ်ချစ်တိုက်နေတာပါရတယ်သူမရဲ့လာစားကိုငါပေးမယ်လို့ဝန်ချိုးကဝင်ပြောလိုက်တယ်ကျွန်တော်လည်းဒါနဲ့ပဲကုရီကိုပါမော်တဲ့အဖြစ်ထပ်ထားလိုက်တယ်လူတယောက်တည်းဆိုရင်စတိုင်ကအကန့်အသတ်ရှိနိုင်တယ်လေအဝတ်လဲခန်းထဲမှာဝန်ချိုးနဲ့ကုရီတို့စကားပြောတဲ့တွေကြားနေရတယ်ဝန်ချိုးနင်းချန်ပိုင်ကိုကြိုက်နေတာမလားနင်းသူ့ကိုကြည့်တဲ့အကြည့်ကတခြားသူတွေကိုကြည့်တာနဲ့လုံးဝမတူဘူးလို့ကုရီကဆက်ဆုနေတယ်နင်းထင်မှားနေတာပါနင်းတကယ်ကြိုက်တယ်ဆိုရင်ငါကူညီပေးမယ်လေငါကအချစ်ဝတ္ထုတွေအများကြီးဖတ်ဖူးတယ်စစ်ပြူဟာတွေအကုန်တက်တယ်တဲ့ကျွန်တော်အပြင်မှာကင်မရာကိုပြင်ရင်သူတို့စကားတွေကိုနားထောင်ပြီးပြုံးနေမိတယ်ဒီကင်မရာငယ်ကလေးကမက်ခဲ့ရတဲ့အိမ်မက်လေအိမ်မှာပတ်စံမရှိလို့ဝန်ချိုးမိဘတွေစီကခဏနားတုံးရတဲ့အချိန်မှာတော့ကျွန်တော်ဒီပစ္စည်းကိုဘယ်လောက်မျက်နှာလဲဆိုတာသူတို့ကိုမသိအောင်ဖုံးကွယ်ခဲ့ရတယ်ဝန်ချိုးကတိသွားရင်ကျွန်တော်ကိုဝယ်ပေးမှဆိုလို့လေအဲ့ဒီလိုလက်ဆောင်မျိုးကိုပြန်ဆက်ဖို့ကျွန်တော်မှအင်အားမရှိဘူးဆိုတာငယ်ကလေးကသိနေခဲ့တာဘာတွေကြာကြီးလဲနေကြတာလဲဗျာလို့ကျွန်တော်လမ်းအော်လိုက်တဲ့အချိန်မှာတကားပွင့်လာပြီးသူတို့နှစ်ယောက်ထွက်လာကြတယ်ဝန်ချိုးကအဖြူရောင်ဝတ်စုံလေးနဲ့တကယ်ကိုနူးညံ့တဲ့ရင်ထဲကလက်သမီးလေးအလှမျိုးပေါ့သူမကရှက်ကိုရှက်ကန်းနဲ့စပင်စလေးတွေကိုနားနောက်တက်တင်နေတဲ့ပုံကကျွန်တော်ကိုတက်နေတယ်လို့ပါပဲဓာတ်ပုံဆရာလောက်ရတာဒီလောက်အရသာရှိမှန်းသိရင်စိုးစိုးလုပ်ပါတယ်ထလို့တောင်တွေးမိတယ်ဘေးမှာတော့ကုရီကအဖြူရောင်ဂျေကင်းကြီးနဲ့စကတ်အမဲလေးဝတ်ထားတယ်သူမကတော့ဒီလိုစတိုင်မျိုးနဲ့တကယ်ကိုလိုက်ဖက်ပြီးတက်ကြွနေတာပဲကဲဘသူပိုလာလဲလို့ကုရီကကျွန်တော်ကိုမျက်တောင်လေးခတ်ပြီးမေးတယ်ကျွန်တော်ကင်မရာကိုမြှောက်လိုက်ပြီးခလုတ်ကိုနှိပ်လိုက်တယ်နှစ်ယောက်လုံးကတော့ငါ့ကိုတတ်မဲ့အလှမျိုးတွေပဲဗျာကဲစရိုက်ကြဆိုဘသူပိုလာလဲလို့ကုရီကမေးတော့ကျွန်တော်ကနှစ်ယောက်လုံးလာပါတယ်လို့ပဲဖြေလိုက်တယ်နင်ကတော့တကယ်ကိုအလိုက်ထိုက်တယ်မှာပဲကဲပြောစမ်းပါဝန်ချိုးကပိုလာတယ်မဟုတ်လားလို့ကုရီကထက်တော့ကျွန်တော်လည်းရေပြီးအေးပါဝန်ချိုးပိုလာတယ်ဆိုလဲရပြီမလားတကယ်တော့အမှန်တိုင်းပြောရင်နင်တို့စိတ်ဆိုးကြအောင်ပါလေလို့ပြောပြီးအလင်းရောင်ကောင်းတဲ့နေရာကိုထွက်လာခဲ့ကြတယ်တပ်ပုံရိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာလမ်းဘေးမှာရက်နေတဲ့ဝန်ချိုးကတော်တော်လေးစိတ်လှုပ်ရှားနေပုံရတယ်ပုံမှန်ဆိုရင်အေးဆက်ဆက်နဲ့တည်ငြိမ်နေတဲ့သူမဟာအခုတော့လက်ကလေးနှစ်ဖက်နဲ့စကတ်နားတက်ကိုချစ်ပါအောင်စုပ်ကင်ထားပြီးကိုနေဟန်ထားကလည်းတောက်တောက်ကြီးဖြစ်နေတယ်ကြည့်ရတာတမျိုးလေးချစ်ဖို့ကောင်းနေတာဗျအဲ့ဒီခိုက်တန်မှာဝန်ချိုးကိုကြည့်ရင်ကျွန်တော်ငငယ်ကအဖြစ်အပျက်တွေကိုမြင်အောင်လာမိတယ်သူမကအခုလိုခက်တီတီပုံစံမျိုးမဟုတ်ပဲအမြဲတမ်းကျွန်တော်နောက်မှာကြောက်ကြောက်လန့်လန့်နဲ့ပုံနေတတ်တဲ့ကောင်မလေးလေအခုတော့သူမကိုသူမကာကွယ်ဖို့အတွက်အေးဆက်ဆက်အကာအကွယ်တစ်ခုကိုတိစောက်ထားရတာပေါ့ငါသာသူမကိုတိတိကျကျစောင့်ရှောက်နိုင်ခဲ့ရင်သူမဒီလိုမျိုးဟန်ဆောင်နေစရာမလိုတော့ဘူးလို့ကျွန်တော်တွေးရင်ရင်ထဲမှာနှင်းကနေဖြစ်သွားမိတယ်ကင်မရာကိုတက်တက်မကြည့်နဲ့လေတဘာဝကြကြလေးနေပါဒါကဖွဲနှင်းတပင်တပ်ပုံရိုက်နေတာမဟုတ်ဘူးလို့ကျွန်တော်ကသတိပေးလိုက်တယ်ဝန်ချိုးကတိုးတိုးလေးပြန်ထုပေးမဲ့မျက်လုံးတွေကကျွန်တော်စီကနေမခွာဘူးရဲဦးလေးဝန်ချိုးရဲ့ငါရဲနေတာပဲလေစော်ကြီးပဲငါကမျက်နှာဖက်တဲ့ဆက်ပါမလားလို့နေရနေတာကိုမသိလိုက်ဘူးဒီလိုပုံစံနဲ့ဆိုရင်ပုံကောင်းထွက်မှာမဟုတ်ဘူးဓာတ်ပုံရိုက်နေတာကိုဘာလို့ဓာတ်ပုံဆရာကိုပဲစိုက်ကြည့်နေတာလဲနင်ကငါ့ကိုအဲ့လောက်တောင်ကြည့်လို့ကောင်းနေလို့လားဒီစကားပြောလိုက်တော့မှဝန်ချိုးရဲ့မျက်နှာလေးကရှက်သွေးဖြန်းပြီးအမူအရာပြောင်းသွားတော့တာပဲသူမရဲ့အပြုံးကိုကွက်တိမရိုက်လိုက်နိုင်ပေမဲ့ရှက်နေတဲ့အလှဆုံးအခိုက်အတန့်လေးကိုတော့ကျွန်တော်ဖမ်းဆုပ်လိုက်နိုင်တယ်ဒီပုံလေးကိုတော့ကျွန်တော်တယောက်တည်းကြည့်ဖို့တီးတန့်သိမ်းထားလိုက်မယ်အဲ့ဒီနောက်မှာတော့ကုရီကလည်းသူမရဲ့ဖုန်းတင်နဲ့ကျွန်တော်တို့ကိုလိုက်ရိုက်တော့တာပဲနင်ကောဖုန်းဟောင်းကြီးကိုဘာလုပ်လိုက်ပြီလဲလွှင့်ပစ်လိုက်ပြီလေတဲ့ကုရီကတော့အမြဲတမ်းဒီလိုပဲပွင့်လင်းလုံးနဲ့ကျွန်တော်တို့၃ယောက်သားညနေဆောင်တဲ့အထိတပ်ပုံတွေရိုက်ခဲ့ကြတယ်နေ့လယ်စာစားဖို့တောင်မေးနေကြတာကင်မရာနဲ့မှန်ဘီလူကထင်ထားတာထက်ပိုလေးတော့ကျွန်တော်လက်တွေတောင်တုံနေပြီးတပ်ပုံဆရာလုပ်ရတာတကယ်မလွယ်ပါဘူးဆိုင်ကိုပြန်ပြီးအနားယူဖို့ပြင်နေတော့ဝန်ချိုးကကျွန်တော်ရှိမှပေးရက်လိုက်တယ်ဘာဖြစ်လို့လဲငါလည်းနင့်ကိုပြန်ရိုက်ပေးမယ်နင်ပဲငါစီကအခွင့်အရေးယူလို့မရဘူးလေတဲ့နင်တို့မော်ဒယ်လုပ်ပြီးတော့ကဒါမျိုးမပြောထားပါဘူးနော်လို့ကျွန်တော်ညီလိုက်ပေးမယ်သူတို့ကမရဘူးနောက်ဆုံးတော့လမ်းဘေးကတပ်ပုံဆေးတဲ့ဆိုင်မှာပုံတွေကုန်ဆေးလိုက်ကြတယ်ဆိုင်ကိုပြန်ရောက်တော့စပွဲပုံမှာတပ်ပုံတွေအများကြီးပဲကဲတာဥပါဦးဆိုင်မှာတင်မဲ့ပုံတွေဖယ်လိုက်ကြတာကတော့တို့တွေအမှတ်တရတင်ထားဖို့ပေါ့ဘယ်သူပဲပုံယူမလဲခွဲကြမယ်လို့ကျွန်တော်ပြောရင်းတပ်ပုံတွေကိုကြည့်လိုက်မိတယ်ကျွန်တော်ကိုယ်တိုင်ရိုက်ထားတဲ့စာကလေးပုံလေးကိုပြန်ကြည့်ရင်ကျင်းနေမိတယ်ဈေးကြီးတဲ့ကင်မရာကတော့တကယ်ကိုကွာခြားတာပဲဒါပေမဲ့အဲ့ဒီစာကလေးပုံထက်ကျွန်တော်ရင်ကိုပိုလို့ခက်စီတာကတော့ကုရီကကျွန်တော်တပ်ပုံကိုလာကြည့်ပြီးမျက်လုံးအပြူသားဖြစ်သွားတော့တာပဲဒီကြောင်လုံးမှာအလှဆုံးမိန်းကလေးနှစ်ယောက်ကနှိရှိမှာအပိုင်ပေးထားတာကိုနင်ကစာကလေးကိုတွားရိုက်နေတာလားဘာဖြစ်လို့လဲငါကဒါလေးတပုံပဲရိုက်တာပါလို့ကျွန်တော်ကစင်ချေပေးလိုက်တယ်တကယ်တော့အဲ့ဒီအောက်မှာဝန်ချိုးတောက်ခနဲ့စီးထားတဲ့ခြေလမ်းအနီးကပ်ပုံလေးရှိနေတာလေကျွန်တော်တေချာတော့မကြည့်ရသေးဘူးဝန်ချိုးကဖြက်ခနဲ့လူယူသွားတော့တယ်ဒီပုံတော့နင့်ကိုမပေးနိုင်ဘူးလို့ဝန်ချိုးကပြက်ပြက်တသားပြောတယ်ဘာလို့လဲငါပင်ပန်းပန်းရိုက်ထားတာလေဝန်ချိုးကတော့စိတ်ထဲကနေကျွန်တော်ကိုချိန်ဆနေမှတေချာတယ်ဒီလူကဘဲကစာကလေးကိုကြည့်နေတာလေတစ်ချိန်လုံးဒီတက်ပုံကိုပဲစိုက်ကြည့်နေတာလေကုရီလာတာမြင်တော့မှစာကလေးပုံကိုအပေါ်ကနေကားလိုက်တာငါသာသူ့ကိုခိုးခိုးကြည့်မနေရင်ဒါကိုသိမှာတော့မဟုတ်ဘူးလို့သူမတွေးနေမှာပါနင်ကလည်းကက်စီနဲ့လိုက်တာငါဆိုရင်နင်ငါလက်တွေကိုတက်ဆက်ရိုက်နေတာတော့ဘာမှမပြောဘူးလို့ကုရီကဝင်ပြောတော့ကျွန်တော်ကအဲ့ဒါကတက်ပုံရိုက်တာကြည့်နေတာလေလို့ခက်တီတီပဲပြန်ပြောလိုက်တယ်ဒါငါရဲ့လိုအားကပဲ
ဝန်ချိုးငါ့ကိုမနှိပ်စက်ပါနဲ့လို့ကျွန်တော်ကပြောတော့သူမကမျက်ခုံးလေးပင်းကြည့်တယ်မနှိပ်စက်လို့ဘာလို့မှလဲဘာမှမလုပ်ပါဘူးတောင်းပန်တာပါတကယ်တော့ဝန်ချိုးကခြေထောက်အနီးကပ်ပုံလေးကိုကျွန်တော်ကိုမပေးချင်တာပါဒါပေမဲ့သူမကတကယ်မာနာခဲလေးဆိုတော့ကျွန်တော်တကယ်စိတ်မကောင်းဖြစ်သွားတယ်ထင်ပြီးဇဝေဇဝါဖြစ်နေရှာတယ်ခဏကြာတော့ကုရီကသူမရိုက်ထားတဲ့တပ်ပုံတစ်ပုံကိုကျွန်တော်စီလှမ်းပေးတယ်ကဲစိတ်မကောင်းမဖြစ်နဲ့ငါပုံနှင်းကိုပေးမယ်ကုရီကပုံမှန်ဆိုရင်အေးဆေးဆေးရှိလာပေမဲ့အခုတော့သူမရဲ့ပါးလေးတွေကရဲတောက်နေတာပဲအမတ်တရတင်ထားဖို့ပဲနော်ထူးထူးဆန်းဆန်းတွေရှောက်လို့ဖို့မဟုတ်ဘူးတဲ့နင်ဘာတွေရှောက်ပြောနေတာလဲငါကအဲ့ဒီလိုလူမျိုးထင်နေတာလားလို့ကျွန်တော်ကပြန်ပေးလိုက်ပေမဲ့တပ်ပုံကိုတော့အမြန်သိမ်းလိုက်မိတယ်ဝန်ချိုးကတော့ဘေးကနေကြည့်ပြီးနောက်တရနေပုံရတယ်တိတ်လည်းမထူးခြားတဲ့တပ်ပုံလေးတစ်ပုံပဲဟာကိုငါကဘာလို့အဲ့လောက်ကစိနေနေမိတာလဲခုနကစာကလေးပုံထက်ဒါကပိုတန်မှုရှိတာပဲကိုလို့သူမတွေးနေမှာပါပုံမှန်ဆိုရင်အေးဆက်ဆက်နဲ့လူတိုင်းကကြောက်ရတဲ့ဝန်ချိုးကအခုလိုတွေးဝေပြီးရှက်နေတဲ့အခါကျတော့တကယ်ကိုစနောက်ချင်စရာကောင်းနေတာဗျဒါနဲ့ဘာလို့ဒီလိုပုံမျိုးကိုမှသဘောကျရတာလဲလို့ကနားမလည်နိုင်တယ်လို့မေးတယ်ယောက်ျားလေးတွေရဲ့အကြိုက်ကအမျိုးမျိုးရှိတာလေတချို့ကလက်ကိုကြိုက်တယ်တချို့ကခြေထောက်ကိုကြိုက်တယ်ဒါကတဘာဝပဲလေလို့ကျွန်တော်ကရှင်းပြလိုက်တော့သူတို့နှစ်ယောက်လုံးကျွန်တော်ကိုလူတူးဆန်းကြည့်တယ်လို့ကြည့်နေကြတယ်ကဲပါတို့တွေကဘာလို့ဒီအကြောင်းတွေကိုဆွေးနွေးနေကြတာလဲတပ်ပုံတွေပြန်ပေးမယ်ဆိုလဲပေးလိုက်ပါတော့လိုဝန်ချိုးကပြောရင်သူမလူယူထားတဲ့တပ်ပုံတစ်ပုံကိုကျွန်တော်စီပြန်ကမ်းပေးတယ်နေမပေးဘူးဆိုလူဆိုတာမာနာကြီးနေလို့လဲထမင်းဖြစ်တာမဟုတ်ဘူးလေကဲယူမလားမယူဘူးလားကျွန်တော်ပြုံးပြီးတပ်ပုံကိုလှမ်းယူလိုက်တယ်ယူတာပေါ့ကျေးဇူးပဲအတန်းကောင်းဆောင်ကြီးလို့ပြောလိုက်တော့ဝန်ချိုးကမျက်စောင်းလေးထပ်ထိုးပြန်တယ်ဒီနေ့တော့ကျွန်တော်တို့၃ယောက်လုံးရဲ့အမတ်တရားတွေကဒီတပ်ပုံလေးတွေထဲမှာအသက်ဝင်နေပါတော့တယ်ကဲငါအိမ်ပြန်တော့မယ်တာတာကူကြီးကနှုတ်ဆက်ပြီးထွက်သွားဖို့ပြင်ပေမဲ့နေဦးအဝိစားတွေမိကြံခဲ့ပြီလို့ကျွန်တော်ကလှမ်းអော်လိုက်ရတယ်တကယ်တော့ဒီအဝိစားတွေအကုန်ပေါင်းမှသူမဆောင်ထားတဲ့ထိတစ်ချောင်းဖို့တော့မရှိပါဘူးဒါပေမဲ့သူမကတော့တကယ်ကိုကျဉ်းနေတဲ့ပုံပဲကူကြီးကဒီနေ့တော်တော်လေးကူညီပေးခဲ့တာပါဆိုင်ရဲ့အခြေအနေကိုကြည့်ပြီးသူမကမော်ဒယ်လုပ်ပေးုံတင်မကပဲကျွန်တော်နဲ့ဝန်ချိုးကိုပါဘယ်လိုပုံစံနေရမယ်ဆိုတာစိတ်ရှိလက်ရှိတင်ပေးခဲ့တာစကားတွေအများကြီးပြောလို့သူမနှုတ်ခမ်းတွေတောင်၆ကပ်နေပြီးဝန်ချိုးငါနင့်ကိုအိမ်ထိလိုက်ပို့ပေးမယ်လေလို့ကူကြီးကလှမ်းပြောတော့ဝန်ချိုးကရပါတယ်ငါဘာသာပြန်လို့ရတယ်လို့ချက်ချင်းညင်းတယ်ဝန်ချိုးကတကယ်နွားသူလေးလိုကြည်ကန်ကန်နိုင်တာဘလို့ပဲခေါ်ကောင်းခါနေတော့ကူကြီးလည်းလက်လျှော့သွားတော့တယ်ကဲအဲ့ဒါဆိုလဲတာတာပဲငါလိုက်ပို့ပေးမယ်ဝန်ချိုးခဏဆောင်ဆိုင်တကားပိတ်လိုက်အောင်မယ်ကျွန်တော်ဆိုင်တကားပိတ်ပြီးကူကြီးပေးခဲ့တဲ့အဝိစားချုပ်ကိုဝန်ချိုးကိုကမ်းပေးလိုက်တယ်ဒါတွေနင့်ကိုပေးတာအန်တီကရောင်းလို့ရသေးတယ်တဲ့နင်တနေ့လုံးမော်ဒယ်လုပ်ပေးတာကိုလစာမယူဘူးဆိုတော့ဒါကနင့်ရဲ့လုပ်အားကပေါ့အန်တီကိုပြန်ပေးပြီးရောင်းခိုင်းလို့မရတော့ဘူးလေနင်ဝစ်ထားပြီးသားဟာကိုလို့ကျွန်တော်ကနောက်လိုက်တယ်ဘာဖြစ်လဲအဝိစားဆိုင်မှာစမ်းဝစ်ကြည့်ပြီးမဝယ်သွားတဲ့သူတွေအများကြီးပဲဟာကိုအဲ့ဒါတွေအကုန်လွှင့်ပြရမှာလားမယူဘူးအန်တီကိုပဲပြန်ပေးလိုက်လို့သူမကဆိုတယ်တကယ်မယူဘူးလားအဲ့ဒါဆိုလဲပြီးရောလေနင်ဝစ်ထားတဲ့အင်ဂျီဆိုတော့ငါပဲအမှတ်တရတင်ထားလိုက်တော့မယ်အဲ့ဒီစကားပြောလိုက်တာနဲ့ဝန်ချိုးကအိတ်ကိုချက်ချင်းဆွဲလူသွားတော့တာပဲသူမရဲ့အသက်ရှူတန်တွေကမြန်ဆန်နေပြီးကျွန်တော်ကိုစိုက်ကြည့်နေတယ်ဟဲဒီနီလန်ကအမြဲအလုပ်ဖြစ်သားပဲလို့ကျွန်တော်စိတ်ထဲကမှတ်သားထားလိုက်တယ်ဝန်ချိုးကဒီနေ့တနေ့လုံးမတက်ရက်ခဲ့ရတာဆိုတော့သူမရဲ့အားကစားညံ့ဖြစ်တဲ့ခြေထောက်လေးတွေကတုံနေပြီကျွန်တော်လည်းသူမရဲ့ခြေလမ်းတိုင်းဖြည်းဖြည်းချင်းလိုက်လျှောက်ပေးနေမိတယ်ဒီညနေခင်းလေးကဘာလို့ဒီလောက်လာနေရတာလဲနင်ဒီဝတ်စုံကိုသဘောကျလို့လားဘာလို့အဝတ်စားလဲချိန်မှာဒါကိုမှယူဝတ်တာလဲလို့ကျွန်တော်မေးမိတယ်တိတ်မကြိုက်ပါဘူးလေမကြိုက်ရင်ဘာလို့ဝတ်တာလဲဝန်ချိုးကကျွန်တော်ကိုနှလုံးကြည့်တယ်လို့ကြည့်တယ်မင်းကလေးတယောက်ကသူမမကြိုက်တဲ့အဝတ်စားကိုဝတ်တယ်ဆိုရင်ဒါကသူမဂယုစိုက်တဲ့သူကသဘောကျလို့ပေါ့ဒီနေ့ကျွန်တော်ဒီဝတ်စုံနဲ့သူမကိုအကြဆုံးစိုက်ကြည့်ခဲ့တာလေဓာတ်ပုံရိုက်ပြီးတာတောင်ကိုကြည့်မိလို့တွားရည်နှခါတောင်မျိုးချမိတာကိုဒီလူထူးဆန်းကောင်ကမသိဘူးထင်နေလားလို့သူမတွေးနေမှာပါအိမ်ပြန်ရောက်ရင်တင်းချအိမ်စာလုပ်ဦးနော်မကြခင်စာမွေးပွဲရှိတယ်လို့သူမကတတိပေးပြန်တယ်ဟာငါဒီနေ့တနေ့လုံးပြင်ပန်းနေတာလေတက္ကသိုလ်ရောက်ရင်နင်းကြိုက်တယ်လို့ကစားလို့ရပြီလေအခုတော့စူးစမ်းလိုက်ပါဦးအဲ့ဒီစကားကိုငါတကယ်တက္ကသိုလ်တက်ဖို့လို့မယုံလားနင်ကောတကယ်ယုံလို့လားဝန်ချိုးကခဏငြိမ်သွားပြီးမှအဲ့ဒါဆိုနင့်ကိုအကျိုးမြတ်တစ်ခုခုပေးမယ်လေဘလို့လဲတဲ့ဘလို့အကျိုးမြတ်လဲဘာမဆိုဖြစ်နိုင်တယ်လေရင်ခွေးဖြစ်စေရမယ်ဒါပေမဲ့နင့်ဖေစီကအရိုက်ခံရမယ့်ဟာမျိုးတော့မဟုတ်စေနဲ့နော်โอเคအဲ့ဒါဆိုငါစဉ်းစားထားလိုက်မယ်ရှိကတင်ချစာမွေးပွဲမှာအမှတ်90ရအောင်အရင်ဖြေပြမယ်လို့ကျွန်တော်ကကတိပေးလိုက်တယ်ဝန်ချိုးကိုအိမ်ပြန်ပို့ပြီးတော့ကျွန်တော်ည7နာရီထိစာလုပ်နေလိုက်တယ်ဒါကဝန်ချိုးပေးမဲ့အကျိုးမြတ်ကြောင့်မဟုတ်ပါဘူးကိုအတွက်ကိုစူးစမ်းတာပါအဲ့လိုပဲတွေးထားလိုက်မယ်လေအဲ့ဒီအချိန်မှာကျူကျူကနေမက်ဆေ့တစ်စောင်ဝင်လာတယ်ဟဲလို့ငါကူကြီးပါသူမကကျွန်တော်ကျူကျူအကောင့်ကိုဘယ်တော့ကအဝတ်လဲခန်းထဲမှာဝန်ချိုးစီကနေနှိုက်ယူသွားမှမသိဘူးပြီးတော့သူမကဓာတ်ပုံတစ်ပုံပို့ပေးလိုက်တယ်အဲ့ဒီဓာတ်ပုံထဲမှာကူကြီးနဲ့ကျွန်တော်ကဘေးတစ်ဖက်တစ်ချက်စီမှာရှိနေပြီးဝန်ချိုးကတော့အလဲမှာညက်နေတာတို့၃ယောက်လုံးရေမောနေကြတဲ့အဲ့ဒီပုံလေးကိုကြည့်ရင်ဒီတစ်ခါပြန်စားရတဲ့ဘဝတစ်ကတကယ်ကိုလှပနေပြီဆိုတာကျွန်တော်ခံစားလိုက်ရပါတော့တယ်ဖုန်းမျက်နှာပြင်ပေါ်ကဓာတ်ပုံလေးကိုကျွန်တော်ငေးကြည့်နေမိတယ်ကူကြီးကလက်နဲ့ချောင်းထောင်ပြီးကင်မရာကိုကြည့်ကချိုချိုတာတာပြုံးနေတယ်ကျွန်တော်ကတော့လက်နှစ်ဖက်ကိုဘောင်းပြီးအိတ်ထဲထည့်ပြီးနည်းနည်းကြည့်ကန်နိုင်ပေမဲ့နူးညံ့တဲ့အပြုံးမျိုးနဲ့ဒါပေမဲ့အလဲကဝန်ချိုးကတော့ထုံးစံတိုင်းမျက်နှာတင်နေပဲသူမရဲ့အကြည့်တွေကကူကြီးကိုမျိုးညင်းနေတယ်လို့ရှိပေမဲ့တကယ်တမ်းကျတော့ကျွန်တော်စီမှာပဲဝဲလည်နေတာဒီနေ့တကယ်ပြောဖို့ကောင်းတယ်ကျေးဇူးတင်ပါတယ်လို့ကူကြီးကဂရုချက်ထဲမှာပို့ထားရရပါတယ်ငါလည်းပြောပါတယ်လို့ကျွန်တော်ကပြန်စာပို့လိုက်တယ်ဒါပေမဲ့ဝန်ချိုးကတော့ချက်ချင်းဝင်လာတော့တာပဲနင်တို့နှစ်ယောက်ရဲ့ပျော်ရွှင်မှုကငါရဲ့နာကျင်မှုပေါ်မှာတိဆောက်ထားတာမဟုတ်လားငါ့ကိုအယုတ်တယုတ်လို့ဟိုရွှေ့တီရွှေ့နဲ့နင်တို့နှစ်ယောက်ငါစီဝါဗေဒအမှတ်တွေကိုကြည့်ပြီးအာနာတင်တယ်နော်ငါအယိုးစစ်တွေကိုနင်တို့ကမရှိတယ်လို့ပဲသဘောထားပြီးအတင်းလိမ်ဖယ်ခိုင်းနေကြတာလေအေးပါငါတို့ကနင်းနဲ့ကဘာပေါ်မှာအရင်နှီးဆုံးတငယ်ချင်းတွေမို့လို့ပါဟာလို့ကျွန်တော်ကနောက်လိုက်တော့သူမကဘသူကနင်းနဲ့အရင်နှီးဆုံးလဲနင်ကတကယ်စိတ်ပြတ်ဖို့ကောင်းတယ်လို့ပြန်អော်တယ်ကုကြီးကတော့ရေနေပုံရတယ်ငါတော့နင်တို့နှစ်ယောက်ကိုသဘောကျသွားပြီးငါတို့အမြဲတမ်းတငယ်ချင်းဖြစ်ကြမယ်နော်ဘာလို့လဲဆိုတော့နင်တို့နှစ်ယောက်ကငါ့ကိုတခါတလေညွန်ညင်တက်ကြလို့ပဲနင်စေကန်းသွားပြတင်မိထင်တယ်လို့ဝန်ချိုးကဝင်ပြောတယ်ကုကြီးနဲ့ပေါင်းပြီးဝန်ချိုးလဲစကားတွေတော်တော်များလာတာတတိထားမိတယ်ငါပြောတာတကယ်ပါ
လူတိုင်းကငါ့ကိုဆိုရင် Nostalgia ရဲ့သမီးတော်ကြီးဆိုပြီးထားကြတာနင်တို့စီမှာပဲငါကတာမန်ကူကြီးတယောက်ဖြစ်နေတာဒါကတကယ်တငယ်ချင်းစစ်တွေပဲမဟုတ်လားတဲ့ချမ်းသာတဲ့သူတွေမှလည်းသူတို့ဒုက္ခနဲ့သူတို့ရှိတာပဲလို့ကျွန်တော်တွေးမိတယ်အရင်ဘဝကတော့ဒီလိုခံစားချက်မျိုးတစ်ခါမှမခံစားခဲ့ဘူးလေချက်ထဲမှာစကားပြောလို့ပြီးသွားပေမဲ့ဝမ်ချိုးကကျွန်တော်စီကိုတီးတက်မက်ဆေ့ထပ်ပို့လာတယ်နင်မအိတ်သေးဘူးလားမြင်တဲ့အတိုင်းပဲစာလုပ်နေတာလေငါနောက်တရလို့ရသေးလားဘာသူလည်းမသိဘူးလေရင်ခွေးဖြစ်မယ်လို့ပြောထားတာတော်ပြီငါကနင့်လိုစကားမတီးတဲ့သူမဟုတ်ပါဘူးငါကဘယ်တော့မှစကားမတီးလို့လဲငငယ်တုန်းကလေသူမကအတိတ်ကိုပြန်အစဖော်ပြန်ပြီးကဲပါမနေ့ထန်ကြရင်တဖြစ်တန်စွမ်းနဲ့စည်ရင်အင်းရဲ့မတ်စုတွေကိုငါ့ကိုပေးဦးအဲ့ဒီအပိုင်းငါမကြည့်ရသေးလို့အဲ့ဒါကလွယ်လွယ်လေးပဲဟာကိုလို့ကျွန်တော်ကပြန်ပို့လိုက်တယ်ဒါနဲ့နင်းစာရရင်လေတန်လေးနည်းနည်းပြောင်းလို့မရဘူးလားအများနဲ့တစ်လုံးနဲ့နှလုံးထဲပဲပို့နေတာဘာဖြစ်လို့လဲနင်းအဲ့ဒီလိုပို့ရင်ငါကနင်းကအပေါ်အေးဆက်နေတယ်လို့ခံစားရလို့ငါတကယ်ဝမ်းနေမိတယ်တဲ့ကျွန်တော်ရင်ထဲမှာတစ်ချက်လှုပ်ခတ်သွားတယ်ဝမ်ချိုးနင်းကတကယ်ပဲငါရဲ့စာလေးတစ်လုံးပုံမှာတော့ဒီလောက်ဂယူးဆိုင်နေတာလားအေးပါမစတော့ဘူးစောစောအိတ်တော့နော်ကောင်းတော့ညပါဝမ်ချိုးလို့ကျွန်တော်ကတိတိကျကျစာရိုက်ပြီးပို့လိုက်တယ်သူမစီကအင်း Good night ဆိုတဲ့စာလေးပြန်ရောက်လာတော့မှကျွန်တော်ပြုံးပြီးစာအုပ်ကိုပြန်ကြည့်နေမိပါတော့တယ်ရှောင်းပိုင်းအမြန်ထောက်ဦးအမေရဲ့အော်တန်ကအရင်ကထပ်ပိုကျင်းနေတယ်အခန်းထဲကိုပြေးဝင်လာတဲ့အမေပုံစံကတခုခုကိုကြောက်လန့်နေတယ်လို့ဒါမှမဟုတ်မမျှော်လင့်ထားတဲ့ကံကောင်းမှုကြီးကြောင့်စွန့်နေတယ်လို့ပဲဘာဖြစ်လို့လဲအမေကျွန်တော်မျက်လုံးကိုပုတ်ပြီးမေးလိုက်တယ်ဒါဘာတွေလုပ်လိုက်တာလဲအင်ဂျီတွေလာဝယ်တဲ့သူတွေဒီလောက်တောင်များနေတာအမေခုထိတောင်ကြောက်နေတော့မယ်အရင်ကသားကကုန်ပစ္စည်းတွေအများကြီးတွင်းခိုင်းတော့ကနည်းနည်းပဲထင်ခဲ့တာအခုတော့အကုန်ရောင်းကုန်ပြီကိုတောင်ထဲမှာဘာမှမကြံတော့ဘူးအချီမြင်တပင်းတောင်မကြံဘူးသားရဲ့အမေတန်တွေကတုံရင်နေတယ်အမေဒီဘွားတစ်လျှောက်လုံးဒီလိုမျိုးစီးပွားတက်တာမျိုးတစ်ခါမှမကြုံဘူးလေကျွန်တော်ကတော့ဖုန်းထဲကအယောင်စင်းတွေကိုကြည့်ပြီးစိတ်အေးသွားတယ်အမေပတ်စံဘယ်လောက်ရလဲမနေ့ကတရက်ထဲတင်သိန်း100ကျော်ရတယ်ရှောင်းပိုင်းတို့အိမ်မှာပတ်စံတွေရှိလာပြီအမေတကယ်ကိုဝမ်းသာလုံးလို့သားကအမေအတွက်တကယ်ကံကောင်းခြင်းလေးပဲအမေဝမ်းသာလုံးလို့မျက်ရည်ကျနေတာကိုမြင်တော့ကျွန်တော်ရင်ထဲမှာတမျိုးကြီးဖြစ်သွားမိတယ်အရင်ဘဝတုန်းကဒီအိမ်ကြီးကိုထောက်ပံ့ဖို့အမေဘယ်လောက်တောင်ပင်ပန်းခဲ့ရလဲကျွန်တော်အမေပကုံးလေးကိုအသားရဖတ်လိုက်တယ်အမေတိတ်ပြီးတော့ဝမ်းသာမနေနဲ့ဦးဒါကအစပိုင်းမို့လို့လူစိတ်ဝင်စားမှုများနေတာနောက်ပိုင်းကျရင်အယောင်ကနည်းနည်းပြန်ကျသွားမှတို့တွေကြိုးပြစ်စင်ထားရမယ်တနေ့ကိုအမျက်3-4 ထောင်ရွှန်3-4 ထောင်လောက်ပုံမှန်ရနေရင်ပဲတော်တော်လေးအဆင်ပြေနေပြီအမေရန်ကြီးပင်ပန်းအောင်မလုပ်ပါနဲ့တော့လို့ကျွန်တော်ကအေးစစ်စစ်ပဲပြောလိုက်တယ်အဲ့လောက်ရရင်တော့တော်တော်များနေပါပြီအမေကျင်တတ်ပါတယ်ဒါပြောသလိုပဲလုပ်ပါမယ်လို့အမေကကောင်းတငိမ့်ငိမ့်နဲ့ပြောရှာတယ်တကယ်တော့ပြန်လည်မွေးဖွားလာသူတယောက်အနေနဲ့ဒီလောက်ဝင်ငွေကိုကျွန်တော်ကတိတ်ပြီးအထင်ကြီးနေတာမဟုတ်ပါဘူးဒါပေမဲ့အမေရဲ့မျက်နှာမှာပေါ်ပါသွားတဲ့အမူအရာကိုမြင်ရတာကပတ်စံထက်ပိုတန်မှုရှိပါတယ်ဒါတွေအားလုံးကဝမ်ချိုးနဲ့ကုရီတို့ရဲ့ကျေးဇူးတွေပေါ့ဒါတို့အိမ်မှာပတ်စံတွေဒီလောက်ရနေတာကိုသားကဘာလို့မျက်နှာမကောင်းတာလဲအမေကစိုးရင်တကြီးမေးတယ်ဒီပတ်စံတွေကအမေသုံးဖို့မဟုတ်ဘူးနော်သားရဲ့နောင်ရဲ့အတွက်စုပေးထားမှကျွန်တော်တက်ပြင်းချလိုက်ပြီနောက်ရက်ကျရင်တင်းချစာမွေးပွဲရှိလို့လေကျွန်တော်အမှတ်မကောင်းမှစိုးလို့ပြောလိုက်မိတယ်ရှောင်းပိုင်းသားအမေကိုလာမစားနဲ့ဦးသားဘာတွေစိတ်ထိခိုက်သွားလို့လဲအမေကမျက်လုံးပြူးပြီးကြည့်နေတာအရင်ကတင်းချ30မှတ်15မှတ်ပဲရတဲ့ကောင်ကအခုမှဘာလို့စာမွေးပွဲအတွက်ပူနေရတာလဲဆိုပြီးသူမကအံ့ဩနေတာလေရပါတယ်သားရဲ့အမှတ်မကောင်းလဲဘာဖြစ်လဲမရရင်လဲအမေရဲ့အဝတ်ထဲဆိုင်ကိုပဲဆက်ခံလိုက်ပေါ့သားပျော်ပျော်ရွှင်ရွှင်နေရရင်ပဲအမေကျင်တတ်ပါပြီဒါကတော့စာတင်ကြားရေးလမ်းပေါ်ကအနောက်ရှက်ပေးသူအမေပါပဲကျွန်တော်စိတ်ထဲကနေရဲမိသွားတယ်အမေကလည်းကျွန်တော်ကိုလာပြီးဖျားရောက်မနေနဲ့တော့ကျွန်တော်အမှတ်90ရအောင်ကိုဖြည့်ပြမယ်နောက်ထပ်အားကစားချိန်တစ်ချိန်ပေါ့အတန်းဖော်တွေအများကြီးကကွင်းထဲမှာပျော်ပျော်ပါပါကစားနေကြတယ်တစ်ပတ်ကို2ချိန်ရတဲ့အားကစားချိန်က10နှစ်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေအတွက်တော့တခုတည်းတော့အပန်းဖြည့်စရာအချိန်လေးပါပဲကျွန်တော်ကတော့စူညံနေတဲ့ကြားမှာတစ်ပင်ရေးလေးတစ်ခုအောက်မှာထိုင်ပြီးတင်းချမတ်စုတွေကိုပဲအသေးအတန်ဖတ်နေမိတယ်အမှတ်90ဆိုတဲ့ပန်းတိုင်ကမဝေးတော့တယ်လို့ခံစားရပေမဲ့တစ်ဖက်မှာလည်းဝမ်ချိုးနဲ့ကုရီတို့ရဲ့အကြည့်တွေကကျွန်တော်ကိုအမြဲဆောင်ကြည့်နေတယ်လို့မျိုးဒီနေ့ညနေခင်းရဲ့လင်းငင်းကနှွေးထွေးနေပေမဲ့ကျွန်တော်ရဲ့စာမေးပွဲရင်ခုန်တန်ကတော့အခုထိမငြိမ်သေးပါဘူးကျွန်တော်တစ်ပင်တစ်ပင်ရဲ့နောက်မှာခိုးချောင်ခိုးဝက်နဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ဘယ်သူမှမရှိတော့ဘူးဆိုတာတေချာမှအိတ်ကက်ထဲကခောက်ထားတဲ့တင်ချစစ်လွှာတွေကိုထုတ်ပြီးကြည့်မိတယ်အခုဆိုရင် function တွေနဲ့ GUME တွေအပိုင်းတွေကိုတော်တော်လေးပြန်နှွေးပြီးပြီတိတ်မခတ်တဲ့ပု္ပ္ပာဆိုရင်ကိုယ့်ဘာသာတွက်နိုင်နေပြီလေဒါပေမဲ့စာလုံးလို့ကောင်းနေတော့မှပဲအလင်းအောင်ကရုတ်တရက်ကွဲသွားတယ်လို့ခံစားလိုက်ရတယ်မိုးအုံသွားတာလားလို့ထင်ပြီးမော့ကြည့်လိုက်တော့လီချီဖုန်းတို့တတိုက်ကကျွန်တော်ကိုဝိုင်းကြည့်နေကြတာလေထုထဲမှာတိတ်ဆိတ်မှုတွေကစက္ကန့်နှဲငယ်လောက်ကြာသွားပြီးတော်တော်လေးကိုအနေရခတ်တဲ့အခြေအနေဖြစ်သွားတယ်ကိုချီချောင်းလေးတွေတောင်ရှက်လုံးလို့ကွေးသွားမိပေမဲ့မျက်နှာပြောင်းတိုက်ပြီးအရင်ဦးအောင်ပြောလိုက်ရတယ်ဘာကြည့်နေတာလဲနေ့အဖေကိုလာကြည့်နေတာလားတကယ်တော့ဒီကဘာမှာအရှက်ရဆုံးကိစ္စနှစ်ခုပဲရှိတယ်တစ်ခုကအပြာကားကြည့်နေတော့မိဘတွေနဲ့တိုးတာဖြစ်ပြီးနောက်တစ်ခုကတော့စာမလုပ်တဲ့ကောင်လို့နာမည်ကြီးနေတဲ့သူကတငယ်ချင်းတွေကြားမှာခိုးပြီးစာလုပ်နေတာမိသွားတာပဲရှောင်းပိုင်းငါအဖေကဂိမ်းဆက်အစ်စ်တစ်လုံးဝယ်ပေးထားတယ်။ကျောင်းစင်းရင်ငါအိမ်လိုက်ခဲ့လေဇေတာဆော့ချင်နေဆိုယူသွားလိုက်လို့လီချီဖုန်းကပြောတယ်ဟင်းဘာလို့ရုတ်တရက်ကြီးငါ့ကိုဂိမ်းဆက်ငါချင်ရတာလဲရှောင်းပိုင်းနင်တိုင်းဝတ္ထုတွေကြိုက်တယ်မလားငါစုထားတဲ့တိုင်းဝတ္ထုအတွဲလိုက်ကြီးကိုနင့်ကိုအကုန်ငားမယ်လို့နောက်တစ်ယောက်ကဝင်ပြောတယ်ဒီကောင်တွေကသူတို့အမျက်တလို့တင်ထားတဲ့ပစ္စည်းတွေကိုဘာလို့အခုမှလာပေးနေကြတာလဲနင်တို့ပြောလို့ပြီးပြီလားပြီးရင်သွားကြတော့ငါနေပူစာလုံးချင်းလို့ကျွန်တော်ကနှင်ထုတ်လိုက်တယ်မသွားဘူးဒီတစ်ခါအားကစားချိန်မှာတော့ဘတ်စကတ်ဘောမကစားရလို့မရဘူးတို့အတန်းကကောင်လေးတွေကဘေးတန်းကကောင်လေးတွေနဲ့လောင်းပြီးကစားနေကြတာမင်းကလေးတွေအများကြီးလဲလာကြည့်နေကြတယ်နင်ကကွင်းထဲမစင်ပဲဒီမှာအိတ်နေနိုင်မှာလားအတော်ပြီကွာတက္ကသိုလ်ရောက်ရင်ကစားဖို့အချိန်တွေအများကြီးရှိပါတယ်ဟေ့ရောင်မင်းကငါတို့နဲ့ညီကိုတွေမဟုတ်တော့ဘူးလားစဉ်းစားကြည့်လေတက္ကသိုလ်တွေအတီးတီးရောက်သွားရင်တို့တွေဒီလိုမျိုးပင်မပြန်ဆုံနိုင်တော့မှလဲအရင်ဘဝတုန်းကကျွန်တော်တယောက်တည်းမြောက်ပိုင်းကိုသွားပြီးအလုပ်လုပ်ခဲ့ရတာအရင်နှီးဆုံးလီချီဖုန်းနဲ့တောင်2နှစ်3နှစ်မှတစ်ခါဆုံခွင့်ရခဲ့တာလေဒီတငယ်ချင်းတတိုက်ကိုကျွန်တော်တကယ်ပဲခွင့်မသွားချင်ပါဘူးဒါပေမဲ့သူတို့ရဲ့ရင်မောနေတဲ့မျက်နှာတွေကိုကြည့်ရင်တခုခုကိုရုတ်တရက်သတိထားမိသွားတယ်ဟေ့ရောင်တွေ
ငါ့ကိုလွတ်ကြဦးနင်တို့ကငါ့ကိုစိတ်ပူနေတာမဟုတ်ဘူးငါတယောက်တည်းခိုးပြီးစာရီချက်နေမှာကိုကြောက်လို့လာနောက်ရှက်ကြတာမဟုတ်လားယောက်ျားလေးတွေဘက်မှာစာလုပ်ချင်ရင်တငယ်ချင်းတွေမသိအောင်ခိုးလို့ရပေမဲ့မိန်းကလေးတွေဘက်မှာတော့အဲ့ဒီလိုမဟုတ်ဘူးဝမ်ချိုးစာလုပ်နေတာကိုတွေ့တော့တငယ်ချင်းတွေကလာခေါ်ကြတယ်အတန်းကောင်းဆောင်တို့အတန်းကကောင်လေးတွေဘေးတန်းနဲ့တိုင်နေကြတာတွားကြည့်ရအောင်လေရပါတယ်နင်တို့ပဲတွားကြပါလို့ဝမ်ချိုးကညင်းတယ်ဒါပေမဲ့ဒီတစ်ခါလောင်းကြီးကအကြီးကြီးနော်ရှုံးတဲ့တန်းကဒေါက်ကစာမွေးဝဲအထိဘေးတန်းရဲ့တန်ရှင်းရေးကိုတာဝန်ယူရမှာအင်တာဆေးရတာအထိပါတယ်နော်မကြည့်ချင်ပါဘူးတို့အတန်းကဘတ်စကတ်ဘောအတော်ဆုံးလူတွေမှမပါတာရှုံးမှတေချာနေတာပဲကိုဘယ်သူပြောလဲချန်ပိုင်ကိုသူတို့တွေအတင်းခေါ်သွားကြပြီလေအဲ့ဒီစကားကြားလိုက်တာနဲ့ဝမ်ချိုးကချက်ချင်းဆိုသလိုစာအုပ်ကိုပိတ်လိုက်တယ်ဘယ်မှာလဲသူတို့ဘယ်မှာကစားနေကြတာလဲလို့မေးရင်သူမကကွင်းဘက်ကိုအပြေးလေးထွက်သွားတော့တာပဲသူမရဲ့စိုးရိမ်စိတ်တွေကကျွန်တော်အိမ်သာဆေးရမှာကိုကြောက်လို့လားဒါမှမဟုတ်ကျွန်တော်ကွင်းထဲမှာခြေကုံလက်ပန်းကျသွားမှာကိုစိုးရိမ်လို့လားဆိုတာတော့သူမကိုယ်တိုင်ပဲသိပါလိမ့်မယ်။ကျောင်းသားအဆင့်ဘတ်စကတ်ဘောပြိုင်ပွဲဆိုတာတကယ်တော့နီးပြူဟာတွေအဖွဲ့အစည်းလိုက်ကစားကွက်တွေထက်ဘယ်ဘက်ကလူစွမ်းကောင်းကပိုပြီးအစွမ်းပြနိုင်မလဲဆိုတာကိုပဲကြည့်ရတာပါ။ကစားသမားတွေလဲလိုက်ပြီးတဲ့နောက်ရမတ်က0ကနေ24အထိတဖြည်းဖြည်းကပ်လိုက်လာနိုင်ခဲ့တယ်။ဒါပေမဲ့ရမတ်ဒီနာရောက်တော့မှပြိုင်ဘက်အသင်းကလည်းတတိပြန်ဝင်လာပြီးသူတို့မှရှိတဲ့အားကစားမေဂျာကျောင်းသားတွေကိုထည့်သွင်းပြီးငါတို့ကိုဖိအားပေးတော့တာပဲလွန်ခဲ့တဲ့9နှစ်ကကျောင်းအားကစားပြိုင်ပွဲမှာအဝေးပြေးပြီးလုံးကလည်းဝမ်ချိုးကအခုလိုပဲဘေးကနေအော်ဟစ်အားပေးခဲ့ဘူးတာကိုကျွန်တော်မှတ်မိနေတယ်။အဲ့ဒီတုန်းကကျွန်တော်ပထမရခဲ့တယ်ဒီတစ်ခါလဲငါမရှုံးစေရဘူးကျွမ်းချံငါစီဘောလုံးပေးကျွန်တော်အမောတကောအသက်ရှူရင်းဘေးပတ်ပတ်လဲကစိတ်လှုပ်ရှားနေတဲ့တငယ်ချင်းတွေကိုကြည့်လိုက်မိတယ်ပြီးတော့ကျွန်တော်ကိုအားပေးနေတဲ့သူကိုလှမ်းကြည့်လိုက်တဲ့အခါစိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်အရင်ဘဝတုန်းကကျွန်တော်ရဲ့လူပြိုဖော်ဝင်အမတ်တရတွေမှာအင်တာနက်ဆိုင်ကစစ်လိမ့်နှံတွေစာတင်ခန်းတွေကတဝီဝီလဲနေတဲ့ပန်ကာတန်တွေနဲ့ဆရာမရဲ့ပြင်းညီငွေ့စရာအတန်တွေပဲရှိခဲ့တာအခုလိုလူအများရဲ့အာယုံဆိုင်မှုကိုခံရတာမျိုးမိန်းကလေးတယောက်ကကိုယ့်အတွက်အော်ဟစ်အားပေးနေတာမျိုးတစ်ခါမှမကြုံဘူးခဲ့ဘူးတကယ်ကိုကောင်းလိုက်တာငါရဲ့ဒုတိယအကြိမ်မြောက်လူပြိုဖော်ဝင်တက်တန်းလေးလို့တွေ့ရင်ပြုံးလိုက်မိတယ်ဟေ့ရောင်ချန်ပိုင်မင်းတကယ်တော်တာပဲကွာလီချီဖုန်းကဘောလုံးကိုလှမ်းပစ်ပေးရင်ပေါ်ပြောတယ်25မှတ်ထဲမှာ16မှတ်ကကျွန်တော်တယောက်တည်းသွင်းထားတာလေပြင်ပန်းသွားပြီမလားဒါလေးစားပြီးအားဖြစ်လိုက်ဦးလို့ကုရီကချောကလက်ထုတ်လေးကမ်းပေးရင်ပြောလာတယ်ကျေးဇူးပဲကျွန်တော်ပြုံးလိုက်မိတယ်စိတ်ထဲမှာလည်းငါစိတ်မကောင်းဖြစ်ဖို့တော့အချိန်မရသေးဘူးနင်ကငါ့ကိုချက်ချင်းလာချော့နေပြီပဲလို့တွေးနေမိတယ်ကျေးဇူးတင်နေစရာမလိုပါဘူးဟာချောကလက်တစ်ထုပ်ပဲဥစ္စာမဟုတ်ဘူးငါ့ကိုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်တာပါအရင်ဘဝတုန်းကကျွန်တော်စိတ်တက်ကြပြီးအိမ်ထဲကအိမ်ပြင်မထွက်တဲ့အချိန်တွေမှာလည်းကုရီကဘေးကနေအမြဲအားပေးခဲ့တာအဲ့ဒီတုန်းကသူမကိုကျေးဇူးတင်ပါတယ်ဟာလို့တခုံးတော်မပြောခဲ့မိဘူးတေးတေးချာချာဝစ်စုံအစ်စ်တွေဝစ်စပင်းတွေပြင်ပြီးသူမအကြိုက်ဆုံးစားတော့ဆိုင်မှာဂုံပြူရင်းပြောချင်ခဲ့တာဒါပေမဲ့အဲ့ဒီနေ့မတိုင်ခင်မှာပဲကားတိုက်မှုကအရင်ရောက်လာခဲ့တယ်တကယ်ကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်အရင်ဘဝကအငွေ့တက်တွေနဲ့ထပ်ပြောလိုက်ပြီးတော့ကုရီကကြောင်းကြည့်နေတဲ့တို့တွေကတငယ်ချင်းတွေပဲဟာကိုတယ်တကယ်ကိုခံရပါတယ်နင်ပါပြောလိုက်တာလေကျွန်တော်အံ့ဩသွားတယ်ခံရတယ်လို့ပြောတာလေအခုလိုဦးကြောင်ကြောင်နဲ့ပြုံးမနေတဲ့အချိန်မျိုးမှာပေါ့လို့ဝမ်ချိုးကဝင်ပြောလိုက်တယ်ဝမ်ချိုးကပြောပြီးတာနဲ့သူမရဲ့စာအုပ်ထဲမှာစာပြန်ရေးနေတော့တာပဲကျွန်တော်အတွက်ကတော့သူမရဲ့လှပတဲ့ကြောပြည့်လေးရဲ့သူမတီးတန့်ချန်ထားပေးခဲ့တဲ့တင်ချမတ်စုစာအုပ်လေးရဲ့ရေတန့်ဘူးလေးရဲ့ပဲကြံ့ရစ်ခဲ့တယ်နင်ကနားမှာရှိနေပေးတာကငါဘဝအတွက်အကြီးမားဆုံးဆုလက်ပဲလို့ကျွန်တော်တူတူလေးရေရွရင်းဘတ်စကတ်ဘောကွင်းထဲကနေရှောက်ထွက်လာခဲ့ပါတော့တယ်နောက်ဆုံးအချိန်စာတင်ပြီးတာနဲ့ကျွန်တော်လက်နှစ်ဖက်ကိုနောက်ဖြစ်ပြီးဘေးတန်းထဲကိုလူကြီးမင်းတယောက်လိုလမ်းလျှောက်ဝင်သွားလိုက်တယ်အတန်းထဲမှာလူသိမ့်မကြံတော့ပါဘူးစိတ်မပူကြပါနဲ့ငါကနင်တို့အတန်းရဲ့တက်ရှင်းရဲ့အခြေအနေကိုလာပြီးစစ်ဆေးတာပါလို့ကျွန်တော်ကနောက်လိုက်တော့အဲ့ဒီအတန်းကတငယ်ချင်းတွေကဝိုင်းရကြတယ်ဟေ့အောင်ချမ်းပိုင်မင်းကတော့တကယ်ပဲမနေ့ကငါတို့ကိုတော်တော်လန့်အောင်လုပ်ခဲ့တာနော်တော်သေးတာပေါ့မင်းတို့အတင်းအရင်နိုင်သွားလို့မဟုတ်ရင်ငါတို့ကမင်းတို့အတန်းကိုလာစစ်ရမှာအေးပါဒါဆိုနောက်ပိုင်းနင်တို့အတန်းတက်ရှင်းရေးကိုအားကိုးမယ်နော်ငါတို့ထမင်းသွားစားပြီးလို့ပြောပြီးထွက်လာခဲ့ကြတယ်ကုရီကတော့အတန်းသားတွေရဲ့ဝိုင်းပြောတာခံနေရတော့ကုရီနင်ကတော့တစ္ဆာဖောက်ပဲတို့တွေကြက်တောင်ရိုက်တုံးကနင့်ကိုအသေးလဲအားပေးခဲ့တာလေအခုကျတော့ဘာလို့ချမ်းမိုင်းတို့ဘက်ကနေអော်နေတာလဲအကြောင်းပြချက်ပေးစမ်းကုရီကမျက်တောင်လေးပုတ်ခတ်လို့ရင်ဘာမှမမတလို့ပုံစံနဲ့ပြန်ဖြေတယ်အကြောင်းပြချက်ကတော့ငါကချမ်းပိုင်ကိုပိုးနိုင်စေချင်လို့လေဒီစကားကြတော့ဝိုင်းပြောနေတဲ့သူတွေလည်းအားရင်ကုန်ခန်းသွားတယ်လို့မျိုးပဲဘာမှမပြောနိုင်တော့ပဲလူစုခွဲသွားကြတော့တယ်ကုရီကတော့လက်လေးတစ်ဖက်နဲ့မေးထောက်ပြီးတရင်ပေါက်အပြင်ကနေဝင်ရိုးရီစီးစာအလှကိုငြိမ်ငြိမ်လေးငေးကြည့်နေတယ်သူမရဲ့မျက်ဝန်းတွေကပုံမှန်ထက်ပိုပြီးပိန်ဖြော့နေတယ်လို့ပဲသူမမှလည်းဒီလိုငြိမ်သက်နေတဲ့အချိန်မျိုးရှိတာပဲလို့ကျွန်တော်တွေးမိတယ်ကျွန်တော်သူမဘေးမှာအသားအရာဝင်ထိုင်လိုက်ပြီးလက်အောင်လုံးမလို့ပြင်ပေမဲ့သူမကတိနေတယ်လို့မျိုးလှည့်ကြည့်လာတယ်ကျွန်တော်ကိုမြင်လိုက်တာနဲ့သူမရဲ့မျက်ဝန်းတွေကချက်ချင်းပြန်ပြီးတောက်ပလာတာပဲဘာလို့ရောက်လာတာလဲစိတ်မကောင်းဖြစ်နေတာကိုတိနေတာလားတိတာပေါ့အရင်ဘဝကနင်းနဲ့အတူတူနေခဲ့တဲ့နှစ်တွေမနေဘူးလေနင်းဈေးဝယ်ထွက်တိုင်းအထုပ်တယ်ပေးရတဲ့ငါကမျက်နှာကြည့်တာနဲ့ဘာဖြစ်နေလဲတိတာပေါ့လို့ကျွန်တော်ကစိတ်ထဲကနေပြောနေမိပေမဲ့အပြင်မှာတော့ဘာဖြစ်နေတာလဲပြောပြစမ်းပါဦးငါနည်းနည်းလောက်ဝမ်းသာရအောင်လှုပ်ဆက်လိုက်တယ်ငါကဘာပေါ်မှာအကန့်အသတ်နဲ့ပဲထုတ်တဲ့ဆွဲကြိုးတကုံးကိုကြိုက်နေတာကြားပြီးတကယ်ကိုကြားပြီးနော်ဒါလေးများအောင်ပါလေဒါကနင့်အတွက်ပြဿနာမှမဟုတ်တာဝယ်လိုက်ရုံပဲလေငါမိဘတွေကသဘောမတူဘူးပြီးတော့ငါတငယ်ချင်းတယောက်ကလည်းအဲ့ဒါကိုကြိုက်နေတယ်ဆိုတာသိလိုက်ရတယ်ငါကတခြားသူနဲ့ပစ္စည်းလူရတာကိုတကယ်မကြိုက်ဘူးတယောက်ယောက်ကပိုင်ဆိုင်သွားရင်နောက်တစ်ယောက်ကဆုံးရှုံးရမှာပဲလေတယောက်ယောက်ကဝမ်းနေရမယ်ဆိုရင်ငါပဲဖြစ်လိုက်ပါမယ်တဲ့သူမကအဲ့ဒီလိုလူမျိုးပါတခြားသူကိုမထိခိုက်စေချင်လို့ကိုပဲနာကျင်မှုကိုခံယူတတ်တဲ့သူနောင်ကြရင်ငါနင့်ကိုတကုံးဝယ်ပေးမယ်လေနင့်ကျူအကောင့်မှာအဲ့ဒီပုံလေးပို့ထားလိုက်လို့ကျွန်တော်ကခက်တီတီပဲပြောလိုက်တယ်တကယ်လားကုရီကဝမ်းသာအားရမေးတယ်ငါရဲ့ပိုင်ဆိုင်မှုအကုန်ရောင်းရင်တော့နင့်ကားရဲ့ဘီတလုံးဖို့မရှိတာကိုတော့နင်သိတယ်မလားငါလိုစင်းရဲသားလေးကိုအချက်မကင်ပါနဲ့ဦးလို့ကျွန်တော်ကနောက်လိုက်ပေမဲ့စိတ်ထဲမှာတော့အလေးနဲ့မှတ်သားထားလိုက်တယ်အဲ့လိုမပြောပါနဲ့နင်ကအခုမှပတ်စံမရှိတာကနောင်ကြရင်ရှိလာမှာပေါ့ငါကနင့်ကိုယုံကြည်လို့အတီးယူတာလေတကယ်လို့အဲ့ဒါမျိုးမဝယ်ပေးနိုင်ရင်တော့ဆယ်ကနန်းတန်နဲ့ဆွဲချိုးလေးတကုံးလောက်ပေးရင်ပဲငါကျေနပ်ပါပြီတကယ်ပြောတာနော်ဆယ်ကနန်းတန်နဲ့ဆွဲချိုးကနင့်ရဲ့ယတနာတစ်တာထဲမှာနေရာရပါမလားနင်ပေးတဲ့ဟာဆိုရင်ရတာပေါ့အဲ့ဒါကတခြားသူတွေမှာမရှိတဲ့အကန့်အသတ်ထုတ်စစ်စစ်ပဲလေသူမစကားကြောင့်ကျွန်တော်စွန့်သွားမိတယ်
ရင်ဘဝကသူမမွေးနေ့တုန်းကကျွန်တော်ပေးခဲ့တဲ့200ကျော်တန်ဆွဲချိုးလေးကိုတတိယသွားတယ်အဲ့ဒီအချိန်ကကျွန်တော်တစ်နေ့လုံးအလုပ်လုံးမှ90ပဲရတာလေနောက်ပိုင်းမှာကျွန်တော်ဘဝပြန်မိဘတွေဆုံးရှုံးခဲ့ရတဲ့အချိန်တွေမှာလည်းကုရီကကျွန်တော်စီရောက်လာပြီးပြုစုပေးခဲ့တာတနေ့မှသူမမွေးနေ့တုန်းကျွန်တော်အခန်းထဲဝင်လာပြီးအဲ့ဒီဆွဲချိုးလေးကိုငါတကယ်ကြိုက်တာနှစ်ပေါင်းများစွာယတနာလိုတင်ထားခဲ့တာနင်ကတော့တကယ်တစ်သားတုံးပဲကောင်းလာတဲ့တက်တန်းတစ်လျှောက်ဒါလေးတစ်ခုပဲပေးဘူးတယ်လို့ပြောခဲ့ဘူးတယ်တကယ်လားပြစမ်းပါဦးလို့ကျွန်တော်မေးတော့သူမကလည်းမရှိတော့ဘူးအမေကလွတ်ပစ်လိုက်ပြီးငါအဲ့ဒီတုန်းကငိုလိုက်ရတာလို့ပြောခဲ့တယ်အဲ့ဒီတုန်းကတော့သူမကကျွန်တော်ကိုချော့ဖို့ပြောတာလို့ထင်ခဲ့ပေမဲ့အခုပြန်စဉ်းစားကြည့်တော့မှအရာအလုံးကကျွန်တော်ထင်ထားတယ်လို့မဟုတ်ဘူးဆိုတာသိလာရတယ်ကျွန်တော်မှသူမကိုမေးချင်တဲ့မေးခွန်းတွေအများကြီးရှိနေပေမဲ့အဲ့ဒီဘဝကကုရီကိုတော့ကျွန်တော်ပြန်တွေ့နိုင်တော့မှာမဟုတ်ပါဘူးအခုကျွန်တော်ရှိကဒီကောင်မလေးကိုပဲဘဝတင်မှာအကောင်းဆုံးပျော်ရွှင်မှုတွေပေးနိုင်ဖို့ကျွန်တော်စူးစမ်းရတော့မှာပေါ့ရှောင်းပိုင်းဘာတွေနေနေတာလဲကျွန်တော်ပခုံးကိုလှမ်းပုတ်ရင်းမေးတယ်ဘာမှမဟုတ်ပါဘူးနင်တို့ကိုပြန်ပေးဖို့ယူလာတဲ့ရော်လေးထောင်ပဲတခိုးသွားလဲလို့စဉ်းစားနေတာလို့ကျွန်တော်ကနောက်လိုက်တော့ဘေးကကောင်လေးတွေကဝိုင်းអော်ကြတယ်ရှောင်းပိုင်းအိမ်သားတက်ရှင်းရေးကိုငါတို့ပဲသွားလိုက်မယ်မင်းလိုလူချောကအဲ့ဒီလိုညစ်ပတ်တဲ့နေရာတွေမသွားပါနဲ့စင်ကြံလန်းနဲ့တက်ရှင်းရေးဆောင်ကိုလည်းငါတို့တာဝန်ယူတဲ့အတန်းတွေကတက်ရှင်းရေးကိုပဲမင်းကြည့်လိုက်တော့တယောက်တစ်မျိုးတောင်းဆိုနေကြတာကိုကျွန်တော်ခေါင်းချင်းလက်ခံလိုက်တယ်ဒါပေမဲ့နောက်ဆုံးကျတော့အတန်းထဲမှာကျွန်တော်နဲ့ကုရီနှစ်ယောက်တည်းကြံခဲ့တာနင်တို့ကတော့တကယ်ပဲကွာငါ့ကိုတယောက်တည်းထားခဲ့ကြတာလားလို့ညီးတွားလိုက်မိတယ်တနာစရာလေးပါလားလို့ကုရီကဆိုတော့တနာရင်လဲကုညီဦးလေးကျန်းတိုက်တဲ့အခါတေးသေးချာချာတိုက်အောင်တော့လို့ကျွန်တော်ကပြန်ပြောလိုက်တယ်သိပါတယ်ငါကဒီကျန်းတိုက်တန်ရဲ့အရေးသွေးကိုစစ်ဆေးနေတာပါလို့သူမကနှက်ခမ်းလေးစုပြီးပြောတယ်တကယ်တော့တန်းလုံးတက်ရှင်းရေးလုပ်ရတာဆိုတော့ညဘက်ကိုပိုင်စာကြည့်ချိန်စတဲ့အထိကျွန်တော်တို့အတန်းနဲ့ပြန်မရောက်နိုင်ကြဘူးအပြင်ထွက်သွားတဲ့ကောင်လေးတွေလည်းဘယ်ပြောက်ကုန်မှမသိဘူးလေအတန်းကောင်းဆောင်ဝန်ချိုးကတော့ကျွန်တော်တို့ပြန်မလာသေးတာကိုတွေ့တော့အတန်းထဲကနေထွက်လာပြီးလက်ရှာတော့တာပဲအဲ့ဒီအချိန်မှာကျွမ်းကျန်တို့တတိုက်ကဘေးတန်းရှိမှတန်းစီရက်ပြီးချောင်းကြည့်နေကြတာကိုသူမတွေ့သွားတယ်မင်းတို့ငါပြောသားပဲကုရီကချန်ပိုင်ကိုကူညီမှာပါလို့ရှောင်းပိုင်ကတော့တကယ်ပဲလူတွေအများကြီးရှိမှမျက်နှာမပြတ်ပဲတက်ရှင်းရေးလုပ်နေနိုင်တာဘေးကကောင်လေးတွေရဲ့အကြည့်တွေကိုကြည့်ဦးသူတို့တော့မနာလို့ဖြစ်ပြီးတေကုံတော့မှာပဲလို့သူတို့ကတိုးတိုးလေးပြောနေကြတာဘာလို့အတန်းထဲပြန်မဝင်ပဲဒီမှာဘာလုပ်နေကြတာလဲဝန်ချိုးရဲ့အေးဆက်ဆက်အတန်းကသူတို့နောက်ကနေထွက်လာတယ်အတန်းကောင်းဆောင်တို့တွေကချန်ပိုင်တက်ရှင်းရေးလုပ်ပြီးတာကိုစောင့်နေတာပါပြီးရင်အတူတူပြန်ဝင်မလို့အတူတူလုပ်ရင်စောစောပြီးမှာပေါ့မင်းတို့ကချန်ပိုင်နဲ့ကုရီကိုအချိန်ပေးချင်လို့မဟုတ်ဘူးလားကိုဘွားကိုနှမျောရင်လည်းတငယ်ချင်းတွေအတွက်လမ်းလေးတော့ချန်ပေးကြပါဦးလို့ဝန်ချိုးကပြောလိုက်တော့အားလုံးကကတုံးကရင်ဖြစ်ကုန်ကြတယ်အတန်းကောင်းဆောင်ကျွန်တော်တို့မှားပါပြီဗျာဒီတစ်ခါတော့ခွင့်လွှတ်ပေးပါဦးခွင့်လွှတ်ပိုင်ခွင့်ကငါမှမရှိဘူးဆရာမစီပဲတော့ပြောကြတော့လို့ပြောပြီးဝန်ချိုးကထွက်သွားတယ်ကောင်လေးတွေကတော့ရှောင်းပိုင်ကိုကူပြီးတောင်းပန်ခိုင်းဦးမှာငါတို့တော့တေးပြီးလို့ညင်းနေကြတော့တာပဲတကယ်တော့ဝန်ချိုးရေးထားတဲ့နာမည်စရင်းထဲမှာကျွန်တော်နာမည်မပါဘူးဆိုတာသူတို့မသိကြဘူးလေကျောင်းစင်းတော့ထုံးစံအတိုင်းဝန်ချိုးကိုအိမ်လိုက်ပို့ပေးခဲ့တယ်နေငါနာမည်တော့စရင်းထဲမထည့်ထားဘူးမလားလို့ကျွန်တော်ကမေးလိုက်တယ်ထည့်ထားတာပေါ့တဲ့ဟာမလုပ်ပါနဲ့အဲ့ဒီကောင်တွေကဘတ်စကတ်ဘောကစားရင်လောင်းကြီးရှုံလို့တန်ရှင်းရေးကူလုပ်ပေးရတာလေခလေးဆန်လိုက်တာခလေးဆန်တာထက်သူတို့ကအယမ်းညံ့တာကိုနင်ကောဘာလို့အဲ့ဒီထဲမှာသွားပါနေရတာလဲညဘက်စားကြည့်ချိန်နောက်ကျရင်တနေ့လုံးမတက်ရက်ပြီးအပြစ်ပေးခံရမှာနော်လို့သူမကပြောတယ်ဒါပေမဲ့နင့်နာမည်ကိုဖျက်ပေးလို့ရပါတယ်အခြေအနေကဘာလဲကျွန်တော်စိတ်ဝင်စားသွားတယ်နောက်ဆိုရင်အဲ့ဒီလိုနေရာတွေကိုထပ်မသွားပါနဲ့တော့လို့ဝန်ချိုးကတိုးတိုးလေးပြောတယ်သူမအတန်ကအရန်တိုးလုံးလို့ကျွန်တော်တောင်တေချာမကြားလိုက်ရဘူးစာမွေးပွဲကနီးနေပြီလေနေ့အချိန်တွေကတန်ဖိုးရှိတယ်အဲ့ဒီလိုအရေးမကြီးတဲ့အရာတွေမှာအချိန်မဖြုံးပါနဲ့လို့သူမကဆက်ပြောတယ်အားလုံးကအတူတူလုပ်မယ်ပြောထားတာလေငါတယောက်တည်းမသွားရင်သူတို့ကစိတ်ဆိုးကြမှာပေါ့လို့ကျွန်တော်ကဆိုတော့သူတို့ကသဘောတူကြမှာပါသူတို့နာမည်တွေကငါမတ်စုစာအုပ်ထဲမှာအကြီးကြီးရှိနေတာလေတဲ့ဝန်ချိုးရဲ့လေတံကနည်းနည်းတော့ခြောက်ချဖို့ကောင်းနေတယ်နေဦးခဏလေးလို့ကျွန်တော်ကပြောပြီးရက်လိုက်တယ်ဘာဖြစ်လို့လဲနင်နားထောင်ကြည့်လိုက်ဦးလေတူးထဲမှာတစ်ခုခုထူးခြားနေတယ်လို့ခံစားလိုက်ရတဲ့အတွက်ကျွန်တော်တို့နှစ်ယောက်လုံးလမ်းလေခေါင်မှာငြိမ်ပြီးနားဆွနေမိပါတော့တယ်ကြောင်ဟော်တန်ကြားလားနေမကြားဘူးလားလို့ကျွန်တော်မေးလိုက်တော့ဝန်ချိုးကဘေးပတ်လေကိုလိုက်ကြည့်တယ်တစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာလေးလွင်းကြောင်အုပ်စုတစုကအပေါ်ကိုကြည့်ပြီးရန်လိုတဲ့အတန်တွေပေးနေကြတာတစ်ကိုင်းကြားမှာတော့ဒဏ်ရာတွေနဲ့တုံတုံကြီးဖြစ်နေတဲ့ကြောင်ကလေးတစ်ကောင်ခိုးအောင်နေရှာတယ်ဝန်ချိုးရဲ့မျက်ဝန်းတွေထဲမှာစိုးရိမ်စိတ်တွေပြည့်ရှံနေတာကိုမြင်တော့ကျွန်တော်ပြုံးလိုက်မိတယ်လွယ်အိတ်ကိုလက်ကကင်ပြီးရှေ့တိုးကဟန်ရေးပြလိုက်တော့ဟိုလူမိုက်ကြောင်တွေလည်းလွတ်စင်ကုန်ကြတော့တာပဲတတိထားအောင်နော်လေးလွင်းကြောင်တွေကလူကိုရံမှုတက်တယ်လို့ဝန်ချိုးကတတိပေးတယ်ဒါလေးများဗျာဟာကီမီလေးတွေပဲဟာကိုလို့ကျွန်တော်ကခက်တီတီပဲပြောလိုက်မိတယ်ဟာကီမီဆိုတာဘာလဲဆိုပြီးဝန်ချိုးကကြောင်ကြည့်နေတယ်အခုခေတ်မှာအဲ့ဒီတခြင်းတွေမှမရှိသေးတာပဲလေကဲသွားကြစို့လို့ကျွန်တော်ကပြောပေမဲ့ဝန်ချိုးကတော့ခြေလမ်းတွေကမရွေ့ဘူးသူမကငငယ်ကလေးကရုပ်ရှင်ထဲမှာထမင်းငတ်နေတဲ့သူမြင်ရင်တော့ငိုတက်တဲ့စိတ်ထားနုနဲ့သူလေအခုလည်းမျက်နှာသေးနဲ့နေပေမဲ့သူမဘယ်လောက်စိတ်မကောင်းဖြစ်နေလဲဆိုတာကျွန်တော်သိတာပေါ့သူကအပေါ်ကဆင်းမလာဘူးလေဘယ်လိုလုပ်မလဲလို့သူမကမေးတယ်ငါလည်းအပေါ်တက်လို့မရဘူးဒါပေမဲ့ငါနင်းလို့ရှိတာဖြစ်အောင်ကူညီပေးမယ်လေမလုပ်နဲ့အနေရများတယ်ငါ့ကိုအထင်သေးတာလားငယ်တုန်းကမျက်ခင်းပေါ်လှဲအိပ်ပြီးကျယ်ရီအကြောင်းလေးလာခဲ့တာမှတ်မိလားအဲ့ဒီတုန်းကငါနင်းအတွက်ကျဲတလုံးခူးပေးမယ်လို့ကတိပေးခဲ့ဘူးလေအခုကြီးလာမှကျဲဆိုတာအလင်းနဲ့ပေါင်းများစွာဝေးတဲ့အာကာသဝတ္ထုတွေမှန်သိလာရတာဒါပေမဲ့ဝန်ချိုးဒီဘဝမှာနေပြောရမယ်ဆိုရင်ဘာမဆိုငါလုပ်ပေးဖို့အသင့်ပဲကျဲကိုတောင်ခူးဖို့စူးစမ်းအောင်မှဆိုတော့ဒီတစ်ပင်ပေါ်ကအကြောင်းကလေးကတော့ကျဲထက်ခူးရတာပိုးလေတာပေါ့လို့ကျွန်တော်ကခမိုက်မိုက်စကလုံးတွေနဲ့ပြောလိုက်မိတယ်ကျွန်တော်တစ်ပင်ပေါ်ကိုအနိုင်နိုင်တက်ပြီးကြောင်ကလေးကိုချုံမောက်ကပွေ့ချီလာခဲ့တယ်နင်းလည်းတယောက်တည်းပဲလားလို့ကျွန်တော်မေးလိုက်တော့ကြောင်ကလေးကအားမရှိတဲ့အတန်နဲ့ပြန်អော်တယ်မွေးချင်လို့လားဒီကြောင်လေးကိုကြည့်ပြီးနင်းရဲ့ငယ်ဘဝကိုပြန်မြင်နေလို့လားဝန်ချိုးကငငယ်တုန်းကအရန်လာပေမဲ့စကားမပြောဘူးမိဘတွေကလည်းအနားမှာမရှိတော့ကလေးတွေရဲ့အနိုင်ကျင့်တာကိုတော်တော်ခံခဲ့ရတာသူမခံစားခဲ့ရတဲ့ဒုက္ခတွေကဒီကြောင်လေးထက်တောင်ပိုးမှပါမတူပါဘူးလို့ဝန်ချိုးကတိုးတိုးလေးဆိုတယ်ဘာကမတူတာလဲငါမှငငယ်ကလေးကနေရှိခဲ့တာလေအဲ့ဒီစကားကြောင့်ကျွန်တော်ရင်ထဲမှာနှွေးကနေဖြစ်သွားတယ်ဟုတ်တာပေါ့
သူမကိုအနိုင်ကျင့်တဲ့သူမှန်သမျှကိုလိုက်ချနေရင်းနဲ့ပဲကျွန်တော်ကဒီလောက်လက်ဝဲတန်လာခဲ့တာလေမိုးရွာတဲ့နေ့ဆိုရင်အဲ့ဒီတန်ရာကနာလာလိုဝန်ချိုးကကျွန်တော်လက်မောင်းကအမာရွတ်ဟောင်းလေးကိုကြည့်ပြီးမိတယ်အဲ့ဒါကသူမအတွက်ရန်ဖြစ်ပြီးရလာတဲ့အမာရွတ်လေးမနာပါဘူးငါကငယ်ပါသေးတယ်အစ်စ်မြင့်ရောင်ရမ်းတဲ့ယောဂမှမရှိတာလို့ကျွန်တော်ကရေးပြီးပြောလိုက်ပေမဲ့အမှန်တိုင်းပြောရရင်တော့မိုးအုပ်လာရင်နည်းနည်းတော့ထုံချင်းချင်းခံစားရတာအမှန်ပါပဲဒါပေမဲ့သူမစိတ်မကောင်းဖြစ်မှာဆိုလို့ကျွန်တော်ကတော့အမြဲတမ်းဘာမှမဖြစ်ဘူးလို့ပဲပြောနေမိဦးမှာပါငငယ်ကလေးကနာလာပါလို့ကျွန်တော်စိတ်ထဲကနေပဲရေးရွမိတယ်တကယ်တော့မိုးရွာတဲ့ညတွေမှာနာလုံးလို့အိတ်မပျော်ခဲ့တဲ့အချိန်တွေမနှဲပါဘူးဒါပေမဲ့ကျွန်တော်ဘယ်သူမှမပြောခဲ့ဘူးဘာလို့လဲဆိုတော့ပြောလိုက်ရင်တစုံတစ်ယောက်ကစိတ်မကောင်းဖြစ်ပြီးငိုတော့မှလေဝန်ချိုးရဲ့အကြည့်တွေကကျွန်တော်လက်ဖွားကအမာရွတ်ဟောင်းကြီးစီမှာပဲရက်တက်နေတော့ဒါကငငယ်တုန်းကလူမိုက်တစ်ယောက်ကသူမကိုဓာတ်နဲ့ခုံမလို့လှုပ်တဲ့အချိန်မှာကျွန်တော်ကလက်နဲ့လှမ်းကာလိုက်လို့ရလာတဲ့တန်ရာလေဓာတ်သွားကလက်ဖွားကိုဖောက်ထွက်သွားတဲ့အထိပြင်းထန်ခဲ့တာသူမဒါကိုတစ်သက်လုံးမေးမှမဟုတ်တယ်လို့ကျွန်တော်ဒူးကောင်းတဲ့လက်မောင်းပေါ်ကတခြားတန်ရာတတိလေးတွေဘယ်လိုရခဲ့လဲဆိုတာလဲသူမအကုန်သိတယ်အဲ့ဒီတန်ရာတွေအားလုံးကသူမနဲ့ပဲတက်ဆိုင်နေတာကိုအွန်ဖြည်းဖြည်းကင်ပါဗျာမစတော့ဘူးလို့ကျွန်တော်ကလက်ကိုပြန်ရုပ်ရင်းကဲကြောင်ကလေးအကူနဲ့အိမ်လိုက်ခဲ့တော့တန်ရာတွေကုပေးမယ်ကာကွယ်ဆေးထိုးပေးမယ်ပြီးရင်အတန်ပေးဆက်လေးတက်ပေးမယ်ဟောမလေးလေးပဲလို့ပြောလိုက်တော့ဝန်ချိုးကကြားဖြတ်ပြောတယ်သူကငါအိမ်မှာနေမှာဘာလို့လဲငါ့ကိုမယုံဘူးလားငငယ်တုန်းကတို့တွေကောက်လာတဲ့လိတ်ကလေးကိုနင်းတရားမွေးခဲ့တာမေ့နေပြီလားအဲ့ဒါကတော့ကျွန်တော်ဘဝရဲ့အရှက်ရဆုံးအမှားပေါ့အဲ့ဒီတုန်းကလိတ်ဆိုတာရေထဲမှာပဲနေရမယ်ထင်ပြီးရေတိုင်ကြီးထဲရေတွေအပြည့်ဖြည့်ထားလိုက်တာလိတ်ကလေးခမများနားစရာနေရာမရှိပဲတနေ့လုံးအားကုန်အောင်ကုခက်ရင်နောက်ဆုံးတော့ရေနစ်တေချာတာပဲအဲ့ဒီကလေးကကျွန်တော်ဟာလိတ်ကိုရေနစ်အောင်လုပ်နိုင်တဲ့တူဦးလေးတော်သူအဖြစ်နာမည်ကြီးသွားတာအဲ့ဒါကအမှားတစ်ခုပါဗျာကဲအဲ့ဒါဆိုလဲတပတ်စီခွဲမွေးကြမလားနင်ကရှားဆောင်လက်ပတ်ပင်ကိုတောင်တေးအောင်လုပ်နိုင်တဲ့သူလေနင့်ကိုယုံပြီးကလေးတောင်ပေးထိန်လို့ရမှာမဟုတ်ဘူးလို့ဝန်ချိုးကခနဲ့ပြန်တယ်ဝန်ချိုးနင်ကတော့လွန်သွားပြီးဒီကြောင်ကငါတစ်ပင်ပေါ်ကချပေးခဲ့တာဆိုတော့တို့နှစ်ယောက်လုံးရဲ့ပုံပိုင်ဆိုင်မှုပဲနင်တယောက်တည်းပိုင်လို့မရဘူးနင်သူ့ကိုတတိယရင်ငါအိမ်ကိုလာကြည့်လေလို့ဝန်ချိုးကခက်တီတီပဲပြောလိုက်တယ်ဟောဒီစားအေးဆက်ဆက်ကောင်မလေးကကိုချင်းကိုပြန်တူးလိုက်ပြီးဒါကကျွန်တော်ကိုသူမအိမ်ကိုလာဖို့ဖိတ်ခေါ်လိုက်တာပဲမဟုတ်လားကဲနာမည်ပေးရအောင်အင်းပိုင်ဆောင်ချန်ပေါ့ဝန်ချိုးနင်ငါကိုတက်တက်ရန်လုပ်နေတာလားအဲ့ဒါဆိုလဲရွံ့လို့ပေးမယ်လေဘယ်ဒီရွံ့လဲကွဲကွာသွားတဲ့အရာတွေပြန်လဲစုံစည်းခြင်းရဲ့ရွံ့ပေါ့လို့သူမကတိုးတိုးလေးပြောလိုက်တယ်ရက်တွေကုန်လုံးသွားပြီးကျွန်တော်မျောလင့်နေတဲ့တင်ချစာမွေးပွဲနေကိုရောက်လာခဲ့တယ်စနေနေ့ညနေခင်းနောက်ဆုံးအချိန်ဆီယာမကစာမွေးပွဲစစ်လွှာတွေကိုဝေခိုင်းလိုက်တယ်ဒီတစ်ခါပု္ပ္ပစာတွေကအရန်ခတ်တယ်ဒါပေမဲ့အားလုံးအမှတ်မကျသွားတာကိုကျင်းနေပါတယ်အထူးသဖြင့်ချန်ပိုင်းမင်းတော်တော်တိုးတက်လာတယ်လို့ဆီယာမကချီးကျူးလိုက်တယ်ကျွန်တော်အမှတ်က89ဝန်ချိုးနဲ့ဂရီပေးထားတဲ့90ကိုအမှတ်လို့သွားတယ်မလဲကြည့်နဲ့မရက်တက်နဲ့ရှေ့ကိုပဲဆက်သွားငါနေ့နောက်မှာအမြဲရှိနေမှာပါလို့လီချီဖုန်းကဘေးကနေပုတ်ကုန်းလာပုံရင်နေ့ရဲ့ချစ်ဆက်ပွဲတငယ်ချင်းလေးအတွက်နေရာဖယ်ပေးရအောင်မယ်လို့ပြောပြီးထွက်သွားတယ်ကျွန်တော်89ဆိုတဲ့အမှတ်ကိုကြည့်ပြီးတက်ပြင်းချနေတော့ဝန်ချိုးကဘေးကိုရောက်လာတယ်ရွံ့ဘယ်လိုလဲလို့ကျွန်တော်ကစကားလမ်းကြောင်းလွှဲလိုက်မိတယ်သူနေကောင်းပါတယ်အစာတွေစစားနေပြီးဒဏ်ရာလည်းမယောင်တော့ဘူးဝန်ချိုးကကျွန်တော်စာမွေးပွဲစစ်လွှာကိုလှမ်းကြည့်တယ်ဘယ်နှစ်မှလဲငါ့ကိုမနှောက်ယှက်ပါနဲ့အောင်ငါဘာအကျိုးမြတ်တောင်းရမလဲလို့စဉ်းစားနေတာလို့ကျွန်တော်ကခက်တီတီပြောပေမဲ့သူမကစစ်လွှာကိုဆွဲယူသွားတယ်ကြည့်ုံလေးပါနင်ဘယ်မှာမှားနေလဲဆိုတာကူကြည့်ပေးမလို့ဆီယာမကအလင်းစလိုစစ်ရင်းနဲ့အမှတ်တွေမှားတွက်ထားတာရှိနိုင်တယ်လေတဲ့ဝန်ချိုးကကျွန်တော်ထက်တောင်ပိုပြီးစိတ်မကောင်းဖြစ်နေတဲ့ပုံပဲကျွန်တော်ရဲ့89အမှတ်ကို90ဖြစ်အောင်သူမကအသေးအတန်ရှာဖွေပေးနေတာကိုကြည့်ရင်ဒီမိန်းကလေးကတော့တကယ်ပဲလို့တွေးပြီးကျွန်တော်ပြုံးမိပါတော့တယ်ငါကတော့နင့်စီကအကျိုးမြတ်တောင်းဖို့လက်လျှော့လိုက်ပြီဒါပေမဲ့နင်ကတော့အလကားပေးဖို့စူးစမ်းနေတာပဲလားလို့ကျွန်တော်ကနောက်လိုက်တော့ဝန်ချိုးရဲ့မျက်လုံးတွေကစာမွေးပွဲစစ်လွှာပေါ်မှာပဲရှိနေပေမဲ့သူမရဲ့ညာဘက်လက်ကကျွန်တော်ခါစီကိုရောက်လာပြီးစိတ်ဖို့ဖြစ်နေပြီအာဝန်ချိုးစိတ်အေးထားပါဦးအတန်းထဲမှာလူတွေအများကြီးကြည့်နေကြတယ်လေလို့ကျွန်တော်ကတိုးတိုးလေးကာကွယ်လိုက်ရတယ်အမှတ်ကတော့မှန်ပါတယ်ဒါပေမဲ့နင်လည်းအရန်စိတ်မပြတ်ပါနဲ့တကယ်တမ်းဂုံတူးဆောင်စာမွေးပွဲကြရင်ဒီလောက်မခက်ပါဘူးဒါမှမဟုတ်နင်းဘက်ကနေငါ့ကို45နဲ့မြောက်ပြီးအမှတ်တိုးပေးလိုက်ရင်တော့90ပြည့်သွားပြီလေအိမ်မက်နေလိုက်တဲ့စိတ်မကောင်းမဖြစ်ပါနဲ့ဟာဘာလို့စိတ်မကောင်းဖြစ်ရမှာလဲအမှတ်ထဲလိုတာကိုဒီတစ်ခါစာမွေးပွဲကငါဘဝမှာတစ်ခါလေးရမယ့်အခွင့်အရေးပဲဥစ္စာလို့ကျွန်တော်ကဟန်ဆောင်ပြီးညီးတွားလိုက်တယ်ဝန်ချိုးကခဏငြိမ်သွားပြီးမှငါကဒီတစ်ခါစာမွေးပွဲမှလို့မပြောပါဘူးကာဦးကြရင်တင်ချ90အထက်ရရင်လည်းအကျိုးမြတ်ပေးမယ်လို့ဆိုလိုတာပါတဲ့သူမကိုယ်တိုင်လည်းပြောပြီးမှငါတော့ယူနေပြီလားလို့တွေးနေမှသိချတယ်အရင်ကတော့ကျွန်တော်လိမ်မာဆိုးလို့စီကန်းတွေအတေချာတတ်မှတ်ထားခဲ့တာအခုကျတော့သူမကိုယ်တိုင်ကကျွန်တော်အတွက်စင်ချင်ပြီးလက်ရှာပေးနေတာကိုဒါပေမဲ့သူမရဲ့စိတ်ထဲကပိုပြီးစင်ချင်တုံတရားရှိတဲ့ဝန်ချိုးကတော့ဒီစကားတွေကိုပြန်ဆွဲထုတ်ဖို့ကြိုးစားပေမဲ့မမီတော့ဘူးကျွန်တော်ကတော့အားအင်တွေပြန်ပြေးသွားတယ်လို့မျိုးကြောကိုဆန့်လိုက်ပြီးစာဆက်လုပ်နေတော့တာပေါ့ကျွန်တော်ပြုံးကြီးစာဖတ်နေတာကိုကြည့်ပြီးဝန်ချိုးကမျက်နှာတင်နဲ့နေပေမဲ့စိတ်ထဲမှာတော့ရှုပ်ထွေးနေမှာပါဒါကငါရဲ့စီကန်းကိုဖောက်ဖျက်တာမဟုတ်ပါဘူးသူကကြောင်ကလေးရွံကိုကယ်ပေးခဲ့လို့ကျေးဇူးဆက်တာပါလို့သူမကိုသူမပြန်ချော့နေမှာပေါ့နင်ကောဘယ်နဲ့မရလဲလို့ကျွန်တော်ကမေးလိုက်တော့သူမက150တဲ့နင်ပဲဒီတစ်ခါပု္ပ္ပစာတွေခတ်တယ်ဆိုခတ်တယ်လို့ပြောတာလေမရဘူးလို့မပြောဘူးတဲ့အရင်ဘဝတုန်းကဝန်ချိုးတာစာမွေးပွဲမတိုင်ခင်နေမကောင်းမဖြစ်ခဲ့ရင်သူမကတကယ် permission တယောက်အနေနဲ့ထိတ်တန်းတက္ကသိုလ်တွေရမှာတေးချတယ်မင်းကလေးတယောက်တည်းချက်ပြုတ်စားတော့ပြီးဒီလောက်မှတ်ရတာကတကယ်ကိုမလွယ်ပါဘူးခါဦးကနီးကလာတယ်လို့အရင်ဘဝကဝန်ချိုးနေမကောင်းဖြစ်ခဲ့တဲ့အချိန်ကလည်းနီးလာပြီကျွန်တော်အဲ့ဒီလက်ပြအာနီးတင်ကြောင်ဘာတွေပြောင်းလဲမလဲဆိုတာမသိပေမဲ့ကြိုတင်ကာကွယ်ရမယ်လေနင်အခုတလောတစ်ခုနေမကောင်းဖြစ်တာမျိုးရှိလားမရှိဘူးဖျားချင်တယ်လို့ရောမရှိပါဘူးဆိုတကယ်ပဲဘာမှမဖြစ်ဘူးလားပြောရမယ်ဆိုရင်တော့ဘိုက်ထဲကနည်းနည်းမအီမတာဖြစ်နေတာပေါ့တဲ့ဘယ်လိုမျိုးလဲတိတိကျကျပြောပြဦးလေမမေးနဲ့တော့နင်ငါ့ကိုဂရီတစ်ခုပေးရမယ်အခုတလောနေတစ်ခုနေမကောင်းဖြစ်ရင်ငါ့ကိုချက်ချင်းပြောရမယ်အရင်ကလူမျိုးဖျားတာကိုအောက်အင်းမခံရဘူးဟုတ်ပြီလားညဘက်ရောက်တော့ကျွန်တော်အိမ်သာသွားရကအပြန်ဝန်ချိုးရဲ့စပွဲပေါ်ကိုရင်နွေးဦးလေးတင်ပေးလိုက်တယ်ဒါဘဲကရလာတာလဲဆီယာမလောင်ရှင်းမစီကနေတွန်းလာတာ
အခုတလောငါအေးရေးပြက်လုံးလို့မျက်နှာကိုရေအေးနဲ့တစ်တာတောင်မလန်းဆန်းလို့လေလို့ကျွန်တော်ကပြောလိုက်တယ်နင်းဆီယာမကိုဘယ်လိုပြောလိုက်တာလဲအမှန်တိုင်းပဲပြောလိုက်တာပေါ့နင်းပိုင်းမကောင်းလို့ရေနွေးတောက်ချင်လို့ဆိုပြီးဒါကရှက်ဆီယာမမဟုတ်တာလို့ကျွန်တော်ကခက်တီတီပြောလိုက်တော့ဝမ်ချိုးရဲ့မျက်နှာလေးကချက်ချင်းရဲတက်သွားတယ်နင်းတကယ်ပဲမျက်နှာပြောင်တိုက်လုံးနဲ့စတာပါငါဘိုင်းနာလို့ဆိုပြီးတွားငားလာတာပါနင်းတောက်လိုက်ဦးဘိုက်တက်တာသွားအောင်လို့ပြောလိုက်တော့မှသူမကတက်ပြင်းချပြီးရေနွေးလေးကိုတောက်နေရှာတယ်ဒီအေးဆက်ဆက်ကောင်းမလေးကကျွန်တော်ရဲ့ဂယူးဆိုင်မှုအောက်မှာနည်းနည်းတော့နှွေးထွေးလာပြီးထင်ပါရဲ့ခုနကငါဘာရီရေးထားတာပါလေပြန်ကြည့်တော့တလုံးမှဖတ်လို့မရတော့ဘူးဒါကအနာဂတ်ကငါကိုယ်တိုင်ငါစီကိုလှုပ်ဝက်ကုတ်တွေပို့နေတာများလားညဘက်ကိုပိုင်စာကြည့်ချိန်ပြီးဖို့မိနစ်30အလိုမှာတော့ကျွန်တော်တကယ်ကိုမတောင့်ခံနိုင်တော့ပဲစပွဲပေါ်ကောင်းပေါက်ပြီးအိပ်ပျော်သွားတော့တယ်ဝမ်ချိုးကဘေးကနေခိုးကြည့်ပြီးတက်ပြင်းတစ်ချက်ချလိုက်တယ်သူမကျွန်တော်ကိုမနှိုးပါဘူးကျွန်တော်အတွက်မက်ဆုတွေကိုဆက်ပြီးကူကူပေးနေတော့မှပဲသူမရဲ့လက်ကလေးကတုံ့ကနေဖြစ်သွားပြီးဘာပြင်လေးတွေကတိတိတတ်တာကိုညီမြန်းလာတော့တာပဲဘာလို့လဲဆိုတော့အိပ်ပျော်နေတဲ့ကျွန်တော်ကောင်းကမတိစိတ်နဲ့သူမရဲ့ပခုံးလေးပေါ်ကိုမိချလိုက်လို့လေဝမ်ချိုးကဒေါသကြီးနဲ့ကျွန်တော်ကိုစိတ်ဖို့ပြင်လိုက်ပေမဲ့ကျွန်တော်မျက်နှာကအေးအေးပြတ်ထားတဲ့ကွင်းညိုကြီးတွေကိုမြင်တော့လက်တုံသွားရှာတယ်ဒီလူရုပ်မာလေး90မရသေးတာတော့အကျိုးမြတ်ကိုအရင်ယူနေပြီပေါ့လို့သူမစိတ်ထဲကချိန်ဆနေပေမဲ့နောက်ဆုံးတော့သူမကိုယ်တိုင်ကပဲကျွန်တော်ကိုအလိုက်တင်မိထားခွင့်ပေးလိုက်တော့တယ်အဲ့ဒီအချိန်မှာတဒန်းလုံးကတော့စူညံသွားတာပေါ့ဟဲ့ကြည့်ကြဦးဒီနှစ်ယောက်ကအရင်ကစအပြန်လန်ပေးတာတော့တော်သေးတယ်အခုတော့ပေါ်တင်ကြီးကိုလုံနေကြတာပဲလားငါတို့အတန်းကစိတ်တက်ရေးရအကြံပေးဖို့ကိုပဲရောက်သွားလဲငါတော့ရင်ထဲမှာတမျိုးကြီးဖြစ်နေပြီဘာလို့အတန်းကောင်းဆောင်ကဒီနေ့မှပို့ပြီးခံရနေတာလဲနူးညံ့နေတာလဲနူးညံ့တဲ့အတန်းကောင်းဆောင်လေးကတော့သူမပကုံးပေါ်မှာအိပ်ပျော်နေတဲ့လူထူးဆန်းလေးကိုမတွန်းထုတ်ယုံနေမကပဲတိတ်တိတ်လေးသဘောကျနေတဲ့ပုံပဲကဲအတန်းကောင်းဆောင်တန်ရှင်းရေးတွေအကုန်ပြီးပါပြီလို့ကျွမ်းကျန်တို့ကလာပြောတော့ဝမ်ချိုးကမလုံမရှက်ပဲခေါင်းကိုအตาရငင်းပြလိုက်တယ်၃နှစ်တာကြောင်းတက်လာတဲ့တက်တန်းတစ်လျှောက်မှာဝမ်ချိုးဟာအတန်းသားတွေနဲ့စကားပြောတာထက်ကျွန်တော်တယောက်တည်းနဲ့ပြောတဲ့စကားကပိုများပါလိမ့်မယ်သူမရဲ့အေးဆက်ဆက်အကာအကွယ်တွေကကျွန်တော်ရှိရောက်ရင်အကြီးပြောကြကုန်တာကိုအားလုံးကမြင်နေရပြီလေညှင်းတယ်လို့ကြောင်းစင်းကောင်းလောင်းတန်မြည်လာတဲ့အထိကျွန်တော်ကတော့အေးလူလူအိမ်မက်မက်နေတော့ဝမ်ချိုးကတော့သူမရဲ့ပခုံးလေးနာနေတာတော့ကျွန်တော်တို့သွားမှဆိုလို့အသက်ကိုခက်မှန်မှန်ပဲရှူနေရှာတယ်ဒီတစ်ခါတော့နေငါ့ကိုအနာယူသွားပြန်ပြီးချမ်းပိုင်းလို့သူမစိတ်ထဲကပြောနေတယ်လို့မျိုးသူမရဲ့နှက်ခမ်းဖြားမှာတော့အရင်ကမတွေ့ဘူးတဲ့အလွန်နူးညံ့တဲ့အပြုံးလေးတစ်ခုပေါ်ပေါက်လို့နေပါတော့တယ်